တော့မှပဲကြာရင်အနေမှာဘုရားတွေကိုသွားမယ်ဆိုတော့သွားတဲ့အခါကျတော့ဘုရားတော့မတွေ့နိုင်တာသိကြတယ်လို့ဆိုတာကိုသိပါတယ်ဘုရားကိုမတွေ့နိုင်ဘူးဆိုတာတော့ပဲတွေ့ပါတော့နှစ်2600လောက်ကလေးကကျတို့ဘုရားပြိဋိဘံဆံခဲ့တာပဲဘုရားလေးကိုသွားလို့ဆရာကြီးသွားလို့တယ်အဲ့လိုပြောလို့ဖြစ်တဲ့အတွက်ဘုရားရဲ့ဟောပြောချက်စာတွေကနေပြီးတော့တခါလဲရှောက်ပြီးတော့မန်းတော့စာဖတ်တဲ့ကလေးတွေစာတင်တယ်လို့ပြောလို့ကလေးတွေစာဖတ်တွေကမျိုးလို့ဖတ်တာမဟုတ်ဘူးဒါဘာပြောလဲဒါဘာပြောလဲဒါဘာပြောရလဲလို့ဆိုတာတွေကိုဖတ်တာဒီစာတွေကိုငါနေပြီးတော့ရွတ်တတ်နေတဲ့အတွက်ငါပွဲရအောင်လို့ဟာတော့ဘာမှမဟုတ်ဘူးပွဲအောင်လို့ဟာတော့ဘာမှမဟုတ်ဘူးဆိုလိုတာပေါ့နော်အဲ့ဒါဖာရေးကနေပါဘုန်းကြီးတိုင်းလည်းတွေ့ပါပဲဘုန်းတွေ့တဲ့အခါဘာတွေ့တယ်လဲလို့ဆိုတဲ့အခါကျတော့ဘုရားကိုနောင်ဘွားနဲ့ဆက်လင်းပြီးတော့မေးတာပရပိုက်ကြီးကနေပြီးတော့မေးတယ်ဘယ်လိုမေးတော့ဆိုတဲ့အခါကျတော့ရှင်ဘုရားတတော်ဝါရီသိပြီးတော့ဖြစ်တယ်လို့ဆိုတာဗျာရှင်ဘုရားကနေပြီးတော့ယူဆသလားဘုရားနဲ့အဲ့လိုပြောတယ်အဲ့လိုပြောတဲ့အခါကျတော့ဘုရားဘာပြောလဲဆိုတော့ပရပိုက်ကြီးတဲ့တကယ်တော့တော်ဘေးမေးတဲ့တော်ဝါရီသေးပြီးနောက်ဖြစ်သလားလို့ဆိုတဲ့မိကုံမျိုးကိုငါပြောကိုမပြောဘူးတဲ့ဘုရားပြောတာနော်မဖြစ်ဘူးလားလို့မေးတော့လဲအဲ့ဒါလည်းငါမပြောဘူးတဲ့တချို့ဖြစ်တချို့မဖြစ်တာလားဆိုအဲ့ဒါလည်းငါမပြောဘူးတဲ့ဖြစ်တာလည်းမဟုတ်ဘူးမဖြစ်တာလည်းမဟုတ်ဘူးဆိုတာများဖြစ်တာလားဘုရားလို့ဆိုတဲ့ခါကျအဲ့လိုလည်းငါမပြောဘူးတဲ့အဲ့လိုပြောတယ်ဗျာအဲ့တော့ဆိုလိုတာတော့ဖြစ်ကျုပ်တို့ဗုဒ္ဓဘာသာဆိုတာရှေးဘဝတွေနောက်ဘဝတွေဖြစ်တယ်လို့ဖြစ်ဘူးလို့ဆိုတာတွေကိုမပြောရဘူးဗျာနော်အဲ့ဒီကလေးလေးစကားပြောရင်ပြောနှံ့သွားနေဦးသေးပြောနှံ့သွားနေဟိုကြောက်ထုတ်ခေါ်ထားလိုက်အဲ့လိုစကားတရားဟောနေတဲ့ချိန်ဆိုတာအဲ့ဒါမနေရဘူးစကားပြောတာမလာရဘူးအခုအဲ့ဒါလေးကိုသေးသေးချာချာလေးဒါနားထောင်ပေးကြပါနော်ဆိုလိုတာတော့ဖြင့်တို့ဗုဒ္ဓဘာသာဆိုတာဘုရားဗုဒ္ဓဘာသာလက်ထက်ကဆိုလို့ရှိရင်ဘယ်သူမှရှင်းဘဝနောက်ဘဝတွေမယူဘူးဗျာနော်အဲ့ဒါရှင်းဘဝနောက်ဘဝတွေမယူဘဲနဲ့ဗုဒ္ဓဘာသာဘယ်ချိန်မှာပြတ်သွားသလဲလို့ဆိုတဲ့အခါကျတော့နှစ်150ဘုရားပြိဋိဘံစာပြီးလို့နှစ်150ရောက်ပြီနှစ်150ရောက်တဲ့အချိန်မှာအိန္ဒိယကိုဥရောပလာတိုက်တယ်လာတိုက်တော့အိန္ဒိယရှုံးတယ်ရှုံးတဲ့အခါကျကဲအကုန်လုံးရှုံးရင်ရှင်ဘုရားဟောဒီနန်းတော်ကနေဆင်းပေးရလိမ့်မယ်အဲ့ဒီလိုမျိုးလို့အကုန်လုံးဆုံးတဲ့အဖြစ်မရောက်အောင်အဲ့ဒါအခုသူတို့နဲ့ငြိမ်းချမ်းရေးလုပ်လိုက်တော့လို့သူ့ရဲ့အမတ်ကြီးဖြစ်တဲ့စာနဲ့ကြဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ခိုင်းတော့တာစာနဲ့ကြတော့ရှင်ဘုရင်ထက်အများကြီးလေးကြီးတယ်အများကြီးလေးပညာရှိတဲ့သူဆိုတော့စာနဲ့ကြခိုင်းရင်လုံးအောင်ပါဟောဆိုပြီးဒီကလာအဲ့ဒါသွားလုံးတော့တာဗျာကဲအဲ့လိုဆိုတော့မင်းတို့စစ်တိုက်လို့နိုင်ပြီးသားနေရာတွေကိုမင်းတို့ယူတော့ငါပေးတယ်ရှင်ဘုရင်ကပြောလိုက်စစ်တော့ဆက်မတိုက်နဲ့တော့ငါတို့ကလည်းမင်းတို့မတိုက်တော့ဘူးဗမာပြည်မှာအောက်ပြည်နဲ့အညာပြည်ခြားနာတယ်လို့ပေါ့တကယ်တော့ဗမာပြည်တပြည်တည်းပဲတပြည်တည်းကိုအင်္ဂလိပ်တွေကဝင်လာတယ်မြို့ကကျုံမော်ပဲစီကိုဝင်လာရင်ကနေပြီးတော့အထက်ဘပြည်ကနေပြီးတော့ရှင်မြေကနေပြီးတော့ဗန္ဓုလာတို့ဆိုတဲ့စစ်သူကြီးတို့ဟိုတခါတည်းအတိုက်ခိုင်းလိုက်တဲ့အခါကျတော့ငကိုဘုရားမကနေရခိုင်ဘက်ကတိုက်နေရနေချွေလာပြီးတော့ဒီမှာဘုရားဘက်မှာလာတိုက်တယ်အဲ့လာတိုက်တဲ့အခါမှာသူတည်သွားပါဗျာသူတနတ်မှပြီးတော့တည်သွားတဲ့ခါကျသူကြသွားပြီဆိုတဲ့ခါကျချုပ်ပေးလိုက်တဲ့ခါကျတော့မှအထက်ဘာပြေနဲ့အောက်ဘာပြေခင်ဗျားတို့နိုင်တဲ့ဘာပြေကိုခင်ဗျားတို့ပေးမယ်မတိုက်နဲ့တော့ကျုပ်တို့ကလည်းခင်ဗျားတို့မခုခံတော့ဘူးဆိုပြီးတော့တောင်ငူတို့ရဲ့အထက်ဟိုဘက်ကဆိုတရက်တို့အောင်လန်တို့ရဲ့အထက်အဲ့ဒါအထက်ဘာပြေအောင်လန်တို့တရက်တို့ရဲ့အောက်ဖက်ဒီဘက်ကတောင်ငူတို့ဘာတို့ရဲ့ရေနီတို့ရဲ့အောက်ဖက်
အဲ့ဒီဘက်ကတော့ဒါဟိုရှင်ပြင်းကသူအစိုးမရတော့ပါဘူးဆိုပြီးတော့အင်္ဂလိပ်ကိုပေးလိုက်တော့အဲ့ဒါကိုအောက်ဗမာပြည်လို့ခေါ်တာအထက်ဗမာပြည်ဆိုတာကဟိုဘက်ကနှစ်တည်းအကြာကြီးတော့အဲ့ဒီလိုမျိုးလို့အိန္ဒိယမှာလုပ်ခဲ့ရတာရှိတယ်အဲ့ဒီလိုလုပ်ခဲ့ရတော့လှုပ်လဲပြီးရောရှင်ပြင်းညက်နေပြီးတော့တခါစဉ်းစားလိုက်တယ်ကဲငါတို့ဘာဖြစ်လို့သုံးတာတော့ဥရောပဆိုတာအဝေးကြီးဟာပေါ့အဝေးကြီးကနေလာတိုက်တဲ့သူကိုငါတို့ကဘာဖြစ်လို့ရှုံးတာတုံးလို့ဆိုတဲ့အခါကျတော့အဲ့ဒါအမတ်ကြီးဖြေပြတယ်ဒါဗုဒ္ဓဘာသာတွေကြောင့်ပေါ့ဟုတ်တော့သူတိုင်းပြည်ထဲမှာဗုဒ္ဓဘာသာတွေကြောင့်ပေါ့လို့ तू ကလည်းတကယ်တော့ဟိန္ဒူဘာသာဗျဟိန္ဒူဘာသာဆိုတဲ့အခါကျ तू ကနေပြီးတော့ဒါဗုဒ္ဓဘာသာတွေကြောင့်ဗုဒ္ဓဘာသာတွေကစစ်ထဲကိုဝင်ဟတိုက်ဟလို့ဆိုတဲ့ဟာကိုသူတို့ကတိုက်ချင်ဘူးတဲ့စစ်ထဲလည်းမဝင်ချင်ဘူးတဲ့အဲ့လိုဆိုတဲ့အခါကျဒီကစစ်တပ်ကအားနေပြီးတော့နေတော့တာပေါ့တဲ့အဲ့ဒါကြောင့်မို့လို့ရှုံးတာလို့ပြောလိုက်တော့ရှင်ပြင်းကြီးကိုအစီရင်ခံလိုက်တဲ့အခါကျရှင်ပြင်းကြီးကဟာဒါလို့ဆိုရင်အဲ့ဒီဗုဒ္ဓဘာသာတွေတော့ဖြတ်မှာကြိုက်ပါဗျာအဲ့ဒါဖြတ်တဲ့စနစ်ပဲထွင်အောင်လို့ဆိုပြီးတော့အဲ့ဒီအမတ်ကြီးကိုခိုင်းတော့တာဒါပြမစကားစီကိုရောက်လာဖို့ပြောတာနော်နိုင်ငံရေးတွေပြောနေတာမဟုတ်ဘူးဆိုလိုတာတော့ပြမစကားစီရောက်လာဖို့လို့ဆိုတာဘယ်စီရောက်လာဖို့လို့ဆိုတဲ့ခါကျဗုဒ္ဓဘာသာရေးစီရှေးဘဝနောက်ဘဝတွေအကုန်ပြတ်ကောတခါတည်းလှုပ်လိုက်တာကိုခံရတာဗုဒ္ဓဘာသာရေးစီရှေးဘဝနောက်ဘဝတွေပြတ်သွားတယ်လို့ဆိုလိုတာပေါ့နော်ကဲရှေးဘဝနောက်ဘဝကိုပြတ်တယ်ကောဆိုတာဘယ်လိုထွင် तू ကနေဘယ်လိုထွင်လိုက်လဲဆိုတော့ तू ကတော့တခါတည်းဟိန္ဒူပါတဲ့ဘုရားသုံးစုရှိတယ်တဲ့ဟိန္ဒူရဲ့ဘုရားသုံးစုတွေကဘုရားတဆူကဘုရားနာမည်တော့မေ့နေတယ်ဗျာနော်ပေါ့ပါအဲ့ဒီဘုရားကနေပြီးတော့လူပြေကြီးမငြိမ်းချမ်းနေဘူးတဲ့အဲ့လိုဆိုတော့အဲ့ဒီဘုရားဖြစ်ကနေပြီးတော့လူပြေကိုပြန်ပြီးတော့ဝင်စားပြီးတခါတည်းဒါဘာသာရေးတစ်ခုလုပ်ပါလို့အဲ့လိုမျိုးလုပ်မယ်လို့သူ့ဟာသူတခါတည်းစိတ်ထားပြီးတခါလားဗမာပြည်တော့ဖြစ်ကြတာခါတယ်အဲ့မေရိုမာယာလို့ဆိုတဲ့မိဖုရားကြီးရဲ့ဝါနဲ့ကိုသူကနေဝင်စားပြီးတခါလားသူကနေပြီးတော့ဘုရားလှုပ်တာတဲ့ဘုရားဖြစ်လာတာလို့သူပြောတယ်အဲကျုပ်ကတိတ်မပြီးဘူးလို့ဆိုရင်လည်းနည်းနည်းပြီးအောင်နားထောင်ကြတော့လို့သူလိုပြောရမှာပေါ့နော်ဆိုလိုတာကတော့ဖြင့်ကျုပ်တို့ဘုရားရဲ့ဝါဒဟာရှိဘဝနောက်ဘဝမရှိတဲ့ဝါဒပိဿုပံဝါဒအဲ့ပိဿုပံဝါဒကိုပြက်ကုန်အောင်သူတို့ကလှုပ်လိုက်တာဟာလို့ဆိုမင်းတို့ဖျားကိုတိုင်ကသူကဒီဘဝကြမှာလာပြီးတော့မင်းတို့ဖျားဖြစ်တာမဟုတ်ဘူးဒီဘဝမတိုင်ခင်ကသူဒီဘဝဖြစ်လာဖို့ရတော့ဟိုဘက်ကနေပြီးတော့သူတို့ဖျားသခင်သူကနေပြီးတော့လာပြီးတခါလာဝင်စားပြီးလှုပ်လိုက်တာလို့ဆိုတဲ့ကကြဟောဗျာတခါတည်းတဖြည်းဖြည်းတဲ့ရှေးဘဝနောက်ဘဝယူတဲ့အယူဆတွေဗုဒ္ဓဘာသာတွေကအကုန်ပြောက်ကုန်အဲ့ဒါကိုပြောကျင်လို့မို့လို့အခုဒီစကားလေးပြောလိုက်တာဗျာနော်ရှေးဘဝနောက်ဘဝမယူတာဟာဘုရားလက်ထက်တော့ဟာဗုဒ္ဓဘာသာတွေမယူတာမဟုတ်ဘူးအခုကဘုရားမရှိတဲ့တော့100နဲ့200ကြားထဲမှာဆိုတော့150နဲ့200ကြားထဲမှာဆိုတော့50လောက်ပေါ့နော်250လောက်အတွင်းထဲမှာ290ပေါ့နော်220ပေါ့220ကတော့တိရိဓမ္မသောကလက်ထက်ရောက်သွားပြီတိရိဓမ္မသောကလက်ထက်ရောက်တဲ့ချိန်290လောက်လဲရောက်ရောတခါတည်းတကယ်ကိုဗုဒ္ဓဘာသာအဖြစ်ကွဲလိုက်ကြတာဘုန်းကြီးတွေဘလောက်ကွဲတော့ဆိုရင်တော့18ကွဲသွားပြီပြောတယ်ဘုန်းကြီးတကွဲကတော့ဒါပုံစံတစ်မျိုးပေါ့တယောက်နဲ့တယောက်ဟာဘယ်လို့မှမပေါင်းနိုင်ကြဘူးဘယ်လို့မှလည်းမပေါင်းညင်ကြဘူးအဲ့လိုဖြစ်တယ်အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုရင်တော့ရှေးဘဝနောက်ဘဝတွေကိုမယူကြရနေပြီးတော့မယူကြဘူးဆိုရင်တော့ရှေးဘဝနောက်ဘဝတွေကိုပြန်ယူကြတာ哦ယူကြတဲ့အခါကျငါလှုပ်တာဒီလိုမှန်တယ်သူလှုပ်တာဒီလိုမှန်တယ်နဲ့အဲ့လိုနဲ့တခါတည်းကွဲသွားကြတာအဲ့ဒီမှာအဲ့လိုကွဲသွားတဲ့ဟာကြီးဖြစ်တာ18ကွဲအထိကွဲတယ်တော့တန်ခါဂိုင်း18ကွဲခုတော့မဟာယာနရဲ့ထေရဝါဒရဲ့လို့ဆိုတာမျိုးကွဲသလိုမျိုးလို့ပေါ့နော်အဲ့18ကွဲတာကိုပိဋိတပတ်တော့ကနောက်290ရောက်လို့220ဖြစ်သွားပြီပေါ့နော်
နှစ်90ရောက်တဲ့အချိန်ကျနှစ်220ဖြစ်သွားတဲ့အခါကျဒီတိတပတ်တော့ကနေပြီးတော့သူကလည်းစစ်တိုက်တာနိုင်လိုက်တာခါရဲသူကလည်းတကယ်ကိုလူတတ်တာဆိုရင်သူ့အကို69ယောက်တတ်ပြီးသွားပြီလို့ပြောတယ်လားအဲ့ဒီလောက်ထိသူကလည်းကြားတတ်တယ်အဲ့ဒီထဲမှာသူကလည်းငါတိုင်းပြည်ကိုအုပ်ချုပ်ပါငါအခုလိုမျိုးလို့အနိုင်နဲ့အုပ်ချုပ်လို့တော့ကြိုက်ပါမလားပေါ့တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာအဲ့ဒီမှာဘိသိက်သွန်းရသေးတယ်ရှင်မြေလောက်တယ်ဆိုတာဘိသိက်သွန်းညာဘိသိက်သွန်းတယ်ဆိုတာဒီရှင်မြေကြီးလောက်တဲ့သူဟာခင်ဗျားတို့ဘယ်လိုအုပ်ချုပ်ပါမယ်အဲ့ဒီလိုမျိုးနဲ့ပြောပြီးတော့ဒါဘိသိက်သွန်းရတာရှင်မြေဆိုတာအခုခေတ်ဒီအမေရိကန်မှာဟိုတယ်လောက်တယ်လို့ပေါ့တစ္ဆာဆိုတာလို့ပေါ့နော်အမေရိကန်ရဲ့တမတရွေးပြီးသွားပြီဆိုလို့ရှိရင်သူကလည်းပဲတခါတည်းတစ္ဆာဆိုပြရတယ်သူတို့ကတော့တိတ်ထူးကြရတော့မဟုတ်ဘူးလို့ထင်တယ်ခုနတော့ဟာကြတော့သူအပိသိက်သွန်းမှုရအတွက်အခက်အခဲဖြစ်ပြီးတော့နေတယ်ငါဒီလိုမျိုးလို့တိုက်မှုခိုက်မှုနိုင်တာနဲ့တော့ငါရှင်မြင်လုပ်မယ်ဆိုပြီးအုပ်ချုပ်မယ်ဆိုပြီးဒီကလာပိသိက်သွန်းလို့မကိုက်ဘူးအဲ့လိုဆိုရင်ငါဘယ်အတိတရားနဲ့ငါပိသိက်သွန်းမလဲလို့သူဘယ်အတိတရားနဲ့ဆိုတာရှာလို့လည်းမရဘူးသူကလည်းတစ်ချိန်ကဟိတ်တူပဲရှာလို့ဘရရာကနေပြီးတော့တနေ့တော့ကိုရင်လေးတစ်ပါးသူ့ရဲ့နန်းတော်ထဲကနေဖြတ်သွားတာကိုတွေ့လိုက်တာဟောပါမယ်ပြီးဒီကလာဒီကိုရင်လေးကတော့ guide site တော့ကြားတယ်ဟာပေါ့ဒီကိုရင်လေးကိုငါနတ်တော်တွေကိုခေါ်လာစမ်းပေါ့ငါသူ့တရားတစ်ပုဒ်နာကြည့်အောင်မယ်ဆိုပြီးတော့ကိုရင်လေးတရားတစ်ပုဒ်ဟောစမ်းမအောင်နဲ့ပြောတဲ့ခါကျကိုရင်ကဘာဟောလိုက်လဲလို့ဆိုတဲ့ခါကျဟိုလီအဲ့တရားလေးလည်းကောင်းလိုက်တာဗျာနော်ဘယ်လိုဟောလဲဆိုတော့အပမတော်အမတံပဒံဆိုပြောတယ်အပမတော်မမိတ်မလျော့နေခြင်းကတော့တဲ့ပဒံအမတံမသေးဘူးအမတံမသေးဘူးဆိုတာရဲ့ပဒံစကလုံးပဲလို့မသေးဘူးဆိုတဲ့စကလုံးနဲ့မမိတ်မလျော့နေခြင်းဆိုတဲ့စကလုံးကတူတယ်တဲ့ဗျာဟောအဲ့လိုပြောတယ်ဗျာနော်အဲ့ဒီခါပမာတော်မစ္ဆုနောပဒံဆိုပြီးတော့ဒုတိယပါဠိကြတဲ့ခါကျပမာတော်တကယ်လို့များမိမိရောနေမယ်ဆိုရင်တော့မစ္ဆုနောသေးတယ်ဆိုတာရဲ့ပဒံစကလုံးပဲတဲ့သေးတယ်ဆိုတဲ့စကလုံးနဲ့မိမိရောနေတယ်ဆိုတဲ့စကလုံးတူတယ်တဲ့မသေးဘူးဆိုတဲ့စကလုံးနဲ့မမိမလျော့နေတယ်ဆိုတဲ့စကလုံးဟာတူတယ်တဲ့မိမိရောနေတယ်ဆိုတာဘယ်လိုဟာတော့ဆိုတော့ရက်တွေပါတွေတောက်တယ်ဘိတ်တွေပါတွေရှူတယ်ကိုထင်တာတော့ကိုလိုက်နေတယ်ကိုထင်တာတော့ကိုလိုက်တယ်ဆိုတာကတော့ငါကြက်တိုက်တာဝါသနာပါတယ်ငါတော့ဖြင့်ဖဲရိုက်တာဝါသနာပါတယ်ဟိုအဲ့လိုတွေလည်းလုပ်တယ်ဒါတွေကမိမိရောနေတာတွေအကုန်လုံးအဲ့လိုမျိုးလို့မိမိရောနေတာကတော့တည်တယ်ဆိုတဲ့စကားလုံးပဲတဲ့အဲ့ကိုရင်ကလေးကဟောလိုက်တာဗျကိုရင်ကလေးကဟောလိုက်တော့ကိုရင်ကလေးဒီတရားလည်းကောင်းလာပါလားလို့အဲ့ဒီရှင်ပြညက်နေပြီးတော့ဆွဲပြီးတော့ကိုရင်ကလေးရဲ့ဆရာစီကိုတပည့်တော်ခေါ်သွားတာကိုရင်လေးဆရာဟောတဲ့တရားနာကျင်သေးတယ်ဆိုတော့တစ်ခါနာတာဗျတိရိဓမ္မသောကလက်ထက်မှာနော်တိရိဓမ္မသောကရှင်ပြညက်အဲ့လိုနာတဲ့ခါကျဘာပြောလဲဆိုတော့တိရိဓမ္မသောကရဲ့ရှင်ပြညက်မောက္ကလိဗုဒ္ဓဆိုမောက္ကလိဆိုတဲ့သူရဲ့သားပေါ့တိတ်တာဆိုဥဒိတ်တာပေါ့သူကမောက္ကလိဗုဒ္ဓတိတ်တာဆိုတဲ့ဆရာတော်ကြီးကအဲ့ဒီကိုရင်ကလေးတို့ရဲ့ဆရာချုပ်သူတို့ကိုရင်ကလေးတို့ခိုင်းရဲ့ဆရာချုပ်ပေါ့နော်18ခိုင်းရှိတာတခိုင်းနဲ့ရဲ့ဆရာချုပ်ပေါ့အဲ့ဒီဆရာချုပ်ဖြစ်တဲ့အဲ့ဒီခုနမောက္ကလိဗုဒ္ဓတိတ်တာရဲ့စီကိုသွားတရားနာတဲ့ခါကျမောက္ကလိဗုဒ္ဓတိတ်တာဟောလိုက်တဲ့တရားဘုရားတရားလည်းမဟုတ်ဘူးရသည်လားဘုရားတရားလည်းမဟုတ်ဘူးဘုရားတရားမဟုတ်တာဘယ်သူပြောနိုင်လို့ဆိုကျုပ်တယောက်တည်းပြောထိုင်တာဘုန်းကြီးကလည်းဘုန်းကြီးတယောက်တည်းပြောထိုင်တာဒီလိုတော့ယောဂကယုံလုံးမှရပါဗလားပေါ့ဘယ်လိုလုပ်ယောဂမှလဲပေါ့ဒါအမိုက်တရားလောက်ပဲထင်ရှားတဲ့အရာလေးတစ်ခုပဲဘုန်းကြီးဆိုတာလေတောထဲမှာနေတာဘာမှဘုံကံဘုံတို့ဒါနဲ့ဘာရှိရလဲမဟုတ်တာဆိုတဲ့ကြတော့ဘာမှဘွဲတို့စိတ်တို့လည်းရှိရလဲမဟုတ်တာဆိုတော့လည်းပဲကဲကျုပ်တို့ကပြောတဲ့ဟာဆိုတော့ယောဂမှလားဆိုတဲ့ကြဘာပြောလိုက်သလဲလို့ဆိုတော့အဲ့ဒီဘုန်းကြီးရက်နေပြီးတော့တိရိဓမ္မသောကကိုဟောတာတဗ္ဗေဓမ္မာအနတ္တလို့ဟောဒါလူတိုင်းကြားဘူးကြတယ်တဗ္ဗေဓမ္မာအနတ္တဆိုတာပေါ့တဗ္ဗေဓမ္မာဓမ္မတွေအကုန်လုံးဟာ
တပ်ပိဆိုတာအကုန်လုံးကိုပြောတာပါပဲဓမ္မဆိုတာကတော့ဓမ္မတွေပေါ့တပ်ပိဓမ္မတွေအကုန်လုံးဟာအနတ္တတွေကြီးတယ်ဘာမှအနိတ္တမရှိဘူးတဲ့ဟိုဒီနေ့ကျတို့ဘုရားဘာသာတွေလည်းအကုန်လုံးအနတ္တကိုထင်နေကြတာပဲဟိုတည်းကနေပြီးတော့ BBC ကနေပြီးတော့ဆရာကြီးတယောက်ကနေပြီးတော့နိဗ္ဗာန်အကြောင်းလွှင့်ရင်ကနေပြီးစကားလားနိဗ္ဗာန်လည်းအနတ္တပဲလို့ဆိုတာလေပြောလို့မလို့တော့ဘိုးကနေပြီးတော့စာပြန်ရေးလိုက်တယ်သူစီကိုခင်ဗျားတို့စီကိုကြိုးစာပြန်ရေးနေကြမရှိဘူးလို့တကယ်တော့လို့ BBC ဆိုတာအလွန်ခိုင်ပါတဲ့အရာပြလို့အဲ့လိုဖြစ်တဲ့အတွက် BBC ကပြက်ပြဲသွားမစိုးလို့ကြိုးကနေပြီးတော့ဒီသတိပေးစာလေးကိုရေးတာလို့ခင်ဗျာနိဗ္ဗာန်အနတ္တဆိုရယ်အနတ္တဆိုတဲ့အနတ္တဆိုတဲ့စကားဘာနိတ္တရာမှကိုမရှိဘူးလို့ပြောတာအပြလို့နိဗ္ဗာန်ဘာနိတ္တရာမှကိုမရှိလို့အနတ္တပြောတာလားဆိုတာမျိုးလို့ ਨੇ ဘိုးကနေသူပြောတာပေါ့နော်သူပြောတဲ့အခါဘာစာလည်းမပြောင်းဘူးဗျာ BBC လည်းမပြောဘူးဗျာဟိုးစာကိုရတယ်ဆိုတဲ့အကြောင်းတောင်မှအတိမပေးဘူးလို့တောင်ပြောကြဆိုနော်ဆိုလိုတာတော့ဖြစ်အကုန်လုံးတခါတဲ့အနတ္တကိုကြိုက်တာဗျာနော်ကျုပ်တို့အမေတို့ဆိုရင်ငယ်ငယ်တော့ဟာတခုလေးဟင်းလေးနည်းနည်းခတ်တယ်ပါဟင်းလေးနည်းနည်းဖိတ်တယ်လို့ဆိုအနတ္တဆိုတော့သူတို့ပြောတယ်လေတာရှိတယ်လမ်းလျှောက်တယ်ဆိုရင်လည်းခလုတ်ကလေးတိုက်တယ်ဆိုတော့တိုက်မယ်ဆိုရင်လည်းအနတ္တတယ်လို့ညီးတာတော့အနတ္တနဲ့ညီးရပါတော့အမေတို့ဆိုသာမတတ်ပေမတတ်ပဲလို့အဲ့ဒါတောင်မှခါတဲ့အနတ္တကိုဆွဲကြိုက်ထားတယ်လို့ဆိုပါတော့ဒါတော့ဖြစ်တကယ်ကိုတနိုင်ငံလုံးတကဘာလုံးလူတွေအကုန်လုံးကနေပြီးတော့အနတ္တလို့အနတ္တဆိုဘာလို့လဲမသိပဲနဲ့အနတ္တဆိုတာတကယ်ကြတော့အမှန်အနတ္တဘာလို့ဆိုရင်မြန်လေးသိအောင်ပြောမယ်ဆိုရင်ကံတွေကိုအနတ္တပြောတာကံတွေကိုအနတ္တပြောတာကံတွေဆိုတာအကုသိုလ်တွေလည်းကံတွေပဲကာမကုသိုလ်တွေလည်းကံတွေပဲယူဘကုသိုလ်တွေလည်းကံတွေပဲအယူဘကုသိုလ်တွေလည်းကံတွေပဲအယူဘကုသိုလ်ဆိုတာကတရားရတယ်ဆိုတဲ့သူတွေယူဘကုသိုလ်ဆိုတာတော့ခါတရားအထုတ်တဲ့သူတွေကာမကုသိုလ်ဆိုတာတော့ခါလှူမဲတမ်းမဲပေးမဲကမ်းမဲနဲ့လောက်ကြတဲ့သူတွေအကုသိုလ်ဆိုတာတော့ခိုးကြဆိုးကြလိန်ကြကောက်ကြတတ်ကြဖြတ်ကြအဲ့လိုလူတွေပေါ့နော်ဒီကံ၄မျိုးပါဗျအဲ့ဒီကံ၄မျိုးမှအနတ္တကံ၄မျိုးမှအနတ္တဆိုတာကိုဘုရားဟောတာတွေအများကြီးတဲ့ကနေပြီးတော့ပထမဆုံးဟောတဲ့တရားဟောပြီးလို့9ရက်မြောက်တဲ့နေ့တာ6ရက်မြောက်နေ့မှာအနတ္တသုတ်တာဟောတာအဲ့ဒီအနတ္တသုတ်တာဘာလို့ဆိုတော့သူပြောခဲ့တဲ့ထဲကနေပြီးတော့ဟောဒီကံတွေဟာအနတ္တတွေပဲလို့ဘုရားအဲ့လိုပြောတယ်ကံတွေဟာအနတ္တဖြစ်တဲ့အတွက်ဆိုပြီးတော့အဲ့ဒီအနတ္တလက္ခဏာသုတ်တာရဲ့ဆုံးခါနီးကလေးမှာဘာပြောလဲဆိုရင်တော့အဲ့လိုအနတ္တဖြစ်တဲ့အရာတွေကိုတဲ့ဣဒ္ဓမမအဲ့ဒါတွေကတော့ငါဟာတွေလို့ဆိုတာလုပ်ဖို့မကောင်းဘူးဧသောမတမိအဲ့ဒါငါပဲလို့လုပ်လို့လည်းမကောင်းဘူးဧသောမေအတ္တအဲ့ဒါငါရဲ့အတ္တလုပ်လို့လည်းမကောင်းဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒါကိုရှုကြဘယ်လိုရှုရအောင်ဆိုနေတမမဒါငါဟာမဟုတ်ဘူးနေသောမတမိအဲ့ဒါငါမဟုတ်ဘူးနမေသောအတ္တအဲ့ဒါငါရဲ့အတ္တကိုမဟုတ်ဘူးလို့ဆိုတဲ့အချက်သုံးချက်အဲ့လိုမျိုးလို့ရှုကြလို့ပြောတာအခုခေတ်မှာဥပအဲ့ဒါမျိုးဣဒနေတမမနေသောမသမိနမေသောအတ္တလို့ရှုရမယ်လို့ဆိုတဲ့အကြောင်းဘယ်သူမှမပြောဘူးအခုပြောကြတာတွေကတော့ယူပတွေကိုပဲပြောကြတာထွက်လေဝင်လေရှုပိတာဖောင်းတာရှုအစရှိရွက်အဲ့လိုမျိုးလို့ပြောတဲ့လေထားရှိတယ်ခံစားချက်တွေကိုရှုစိတ်တွေကိုရှုဖြစ်ပြမရှုပေါ့အဲ့လိုမျိုးပဲပြောကြတယ်ဆိုလိုတာကတော့ဖြင့်ဟိုးနဗုဒ္ဓဘာသာကြီးရဲ့ဗုဒ္ဓဘာသာကိုမဟုတ်ဘူးလို့ဆိုတဲ့အကြောင်းလေးကိုတိတာအောင်ပြောနေတယ်လို့ပြောကြဆိုဒါတော့ကိုဇော်ရဲ့ဒါဆွေမျိုးတွေတဲ့ဖြစ်လို့မလို့ကိုဇော်ကကျုပ်ရဲ့ဆွေမျိုးအဲအကြောင်းမလို့ကျုပ်ကနေပြီးတော့ခင်ဗျားတို့တကယ်ပြောနေတာဗျာနော်အဲ့ဒါလေးကိုခင်ဗျားတို့ကျုပ်ဘက်ကိုပါလာအောင်ပြောတယ်လို့ဗျာတော့မမှတ်ပါနဲ့လို့ဒီလိုပြောကြဆိုကျုပ်ဘက်ဘယ်သူပါလာမှာတို့ဗျာပါလာတော့လေကျုပ်ကဘာအသုံးချပါလဲပေါ့ဗျာနော်ဘာမှမဖြစ်ဘူးကျုပ်ဖက်ပါနော်အဲ့လိုရှိပါတယ်ဗျာအဲ့လိုဖြစ်တဲ့အတွက်တကယ်ကိုခင်ဗျားတို့သိအောင်အတွက်ကိုဒါပြောနေတာဖြစ်တာဖះရဲ့တရားအစစ်မှန်ကလေးကိုပြောတာဗျာနော်အဲ့တော့အဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်တိတိကျကျသောကကြီးကိုစဟောတဲ့ဘုန်းကြီးအဲ့ဒါဟောတာပဲစဟောတာဒါအဲ့ဒါဟောလို့မလို့
တကဘာလုံးအကုန်လုံးအနတ္တကြီးလည်းဖြစ်ကုန်ပြီဗျာအနတ္တဆိုတာဘာမှအဓိပ္ပာယ်မရှိဘူးဘာတိပင်ကတီးတဲ့တီးလဲလကားတီးပဲလဲလကားပဲတီးရိတ်လဲလကားပဲဘာဟုတ်တိပင်လဲလကားတရိစ္ဆာန်တွေလဲလကားလူတွေလဲလကားနတ်တွေပြမာတွေလဲလကားအလကားလို့ဆိုတာကအနတ္တဆိုတဲ့စကားလုံးရဲ့မြန်မာပြန်ပါဗျအဲ့တော့အလကားဆိုကြတဲ့ဘာမှအဓိပ္ပာယ်မရှိနေမှာတော့ဘယ်လိုလုပ်အနတ္တမှာတော့တကယ်တော့အဓိပ္ပာယ်မရှိတာလူမှာဘာအဓိပ္ပာယ်မရှိတာတော့ဆိုတော့လူမှာကံနေလို့ရင်အဓိပ္ပာယ်မရှိဘူးအကုသိုလ်ကံနေလို့ရင်အဓိပ္ပာယ်မရှိတာတော့ပေါ်လွင်တယ်ဘာလို့လဲဆိုတော့အကုသိုလ်ကဘသူကကိုယ်အကုသိုလ်ကလှုပ်လိုက်တယ်ဆိုရင်မကျေနပ်လို့လို့ကိုယ်တည်းတရားဆွဲလိုက်လို့ရှိရင်အဲ့သူ့ကိုတခါတည်းအေးယူတော့တာပေါ့တရားရုံးကနေပြီးတော့အဲ့ဒါကိုကြည်ကြဖြင့်ဒါဘယ်လိုဟာတွေကိုတရားဆွဲလို့ရတာလဲဘယ်လိုဟာတွေကိုတရားရုံးကအေးယူလို့ရတာလဲဆိုတော့အကုသိုလ်ကံနေဟာလူတွေကအကုသိုလ်ကံနေပဲကံမှန်းသိတယ်ဗျာတခါတည်းကာမကုသိုလ်ကံဆိုတော့အမလီကောင်းတယ်တဲ့ဒီလိုပြောတော့တာဗျာယူဘကုသိုလ်ကံဆိုတော့ဒါသိကောင်းတာအဲ့ဒါပြောပါစေတော့တရားရတော့တာတရားရဖို့ရလောက်တာအာယုဘကုသိုလ်ကရောက်ပြီဆိုတော့တရားကိုရောက်တာရသွားပြီအဲ့လိုမျိုးလို့ယူတော့တာတရား၄မျိုးအကုသိုလ်ကကာမကုသိုလ်ကယူဘကုသိုလ်ကအာယုဘကုသိုလ်ကအဲ့၄မျိုးကိုဟိုတို့ဗျာအဲ့၄မျိုးက2မျိုးစီခွဲလိုက်တော့ကာမအကုသိုလ်ကနဲ့ကုသိုလ်ကတစုတခါယူဘကုသိုလ်ကနဲ့အာယုဘကုသိုလ်ကပရမတ်စုဟိုကတော့သမုဒိစုသမုဒိစုကလည်းပဲပထမဆုံးဘုရားတရားဟောတဲ့အချိန်မှကိုပဲဒီပြစ္ဆောက်ကြီး၅ခုကိုဘယ်လိုပြောတော့ဆိုတော့ယဟန်တို့ရေပေါ့ဒွေမေဘိခွေအတ္တာအစွန်းတစ်ခုရှိတယ်ပေါ့အစွန်းရောက်နေတာနှစ်ခုရှိတယ်ပေါ့အဲ့နှစ်ခုကမင်းတို့တရားဓမ္မကိုလိုက်စားနေတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဆိုရင်တော့ဖြစ်အဲ့ဒါကိုတော့ဖြစ်မမိဝဲကြနဲ့နာတိပပိစီဒေနာနာတေဝိတပါပပိစီဒေနာတရားလို့ကျင်နေတဲ့သူအနေနဲ့နာတေဝိတပါမမိဝဲရဘူးဒီလိုကိုပြောတာဗျာအဲ့လိုပြောပြီးတော့အဲ့အစွန်းနှစ်ခုအစွန်းရောက်နေတဲ့ဟာနှစ်ခုဆိုတာကကာမစုခန္ဓာကနိယောကအတ္တကိလပဋ္ဌာနိယောကဆိုပြီးတော့ပြောတာပေါ့အဲ့ဒါလေးကတိယုံလေးပြောတာတိယုံလေးပြောတယ်ဆိုတာစကားဟောတယ်စကားလုံးလောက်ပဲပြောတာသူပြောချင်နောက်တစ်ခါအဲ့ဒီကနေပြီးသွားဘာပြောသွားလဲဆိုတော့ငါဖះကတဲ့အဲ့ဒီအစွန်းရောက်နေတဲ့အရာနှစ်ခုကိုတဲ့ငါကျင်လေလိုက်စားခဲ့တယ်ငါအိတ်ရှိမင်းကြီးဖြစ်နေလည်းပဲဒါကာမတုခန္ဓာကယောဂလုတ်ခဲ့တယ်နောက်တစ်ခါဒုက္ခရာစရိယကျင့်တယ်ဆိုပြီးတော့လည်းပဲဒါအတ္တကိလမတအနုယောဂလုတ်ခဲ့တယ်အဲ့ဒီနှစ်ခုကိုအဲ့လိုလောက်ရနေပြီးတော့ပါဟာဒါတွေတော့ဖြစ်တရားမဟုတ်ဘူးဆိုပြီးတော့သူစွန့်လိုက်ပြီးတဲ့နောက်ပိုင်းကြပါဣတိခောဥဘောအန္တေအနုပကမ္မဟောဒီအစွန်းတစ်ခုငါမကရောက်တော့တဲ့အခါကြပါတဲ့မေဇိမာပฏิပဒါတထာဂတိနာအဘိဓမ္ဗုဒ္ဓဆိုတော့ငါမေဇိမာလမ်းကိုငါပေါ်လာတယ်ဒါမေဇိမာလမ်းဆိုတာကမဂ္ဂင်၈ပါးပဲအရိယမဂ္ဂင်၈ပါးဒီအရိယမဂ္ဂင်၈ပါးဖြစ်တဲ့မေဇိမာလမ်းဟာသူပဲဖော်နိုင်တာသူရှိရတရားမှမဖော်နိုင်ခဲ့ဘူးလူသားတွေလူလောကထဲမှာဘယ်သူမှမဖော်နိုင်ခဲ့ဘူးအဲသူတယောက်တည်းဖော်နိုင်တာဖြစ်တဲ့အတွက်ဟောဒီတရားကိုမင်းတို့ဟောပါဆိုတော့အဲမေဇိမာပฏิပဒါဆိုတာဘာလို့မေဇိမာလမ်းဆိုတာဘာလို့ဆိုတော့မေဇိမာဆိုတာအလေကိုပြောတာပါအဲ့အလေဆိုတာဘာရဲ့အလေတော့ဘာရဲ့အလေဆိုတာလည်းသိမသိကြဘူးတကယ်တော့ဟောဒီလူစုကြီးရဲ့လူသားတွေရတယ်အကုန်လုံးကလူလောကဆိုတဲ့ဟာကြီးစုနေတာပေါ့အဲ့လူလောကလို့ဆိုတဲ့အစုကြီးရဲ့အလေကြတာလမ်းဟာအဲ့ဒါမေဇိမာပฏิပဒါပဲသူ့လမ်းမယ်လို့ဟောသူတို့ပြောတာအဲ့တကယ်လို့ကာမတုခလိကနုယောဂတော့အတ္တကိလပဋ္ဌာနုယောဂတော့ဆိုတာကြတော့ဒါသူ့လမ်းမဟုတ်ဘူးတဲ့အစွန်းဒီအစွန်းအဖျားလမ်းနေပေါ့လူသားတွေတို့နဲ့တူပေါင်းကြတယ်ဆိုရင်ကာမတုခလိကနုယောဂတဲ့အကုသိုလ်နဲ့ဆိုလည်းမကောင်းသလိုကာမကုသိုလ်နဲ့လည်းမကောင်းဘူးတဲ့ယူဘကုသိုလ်နဲ့ဆိုတာမကောင်းဘူးအာယုဘကုသိုလ်နဲ့လည်းမကောင်းဘူးဆိုပြီးတော့သူပြောသွားတာဗျာအဲ့လိုပြောသွားတဲ့အခါကျအဲ့နှစ်ခုကိုရှောင်လိုက်တဲ့အခါကျမှငါမေဇိမာအလေလမ်းငါရတယ်တဲ့လေလန်းဆိုတာဘာလို့မသိရနေမစိုးလို့အလေဦးသေးချာပြောတာလူသားတွေစုနေဆိုတိုးနဲ့တူဟာလူတွေတိုးနဲ့တူဟာအလေကနေပြီးတော့တမာဒိဋ္ဌိမှန်ကန်တဲ့အမြင်တိုင်းမြင်ရမယ်တမာသင်္ကပ္ပမှန်ကန်တဲ့အတွေ့တိုင်းတွေ့ရမယ်တမာဝါစာမှန်ကန်တဲ့အပြောတမာကမ္မန္တမှန်ကန်တဲ့အလုပ်တ
တမ္မာအာဇီဝမှန်ကန်တဲ့အနေတမ္မာဝါယာမမှန်ကန်တဲ့ထားကြမှုတမ္မာတတိဆိုတကယ်မှန်ကန်တဲ့နိုးကြမှုနဲ့တမ္မာတမာတိဆိုမှန်ကန်တဲ့ခါတဲ့ဟိုတမာတိနဲ့နေရမယ်တကယ်ဟောဒီအချက်ရှစ်ချက်တဲ့လူတွေဟာဆက်ဆံမှာတုံးနေတူပါဒီအချက်ရှစ်ချက်ကိုဘယ်သူကနေပြီးတော့တားနေလို့ဆိုတော့အစွန်းနေရနေတားနေအစွန်ဖျားတွေကလူသားတုံးတူဆက်ဆံရေးရဲ့အစွန်ဖျားတွေကနေပြီးတော့တားနေတယ်အဲ့ဒီအစွန်ဖျားကာမတုခံလိကနိယောဂနဲ့အတ္တကိလပဋ္ဌာနိယောဂအဲ့ဒါတွေတားနေတယ်အဲ့လိုဆိုတဲ့အခါကျဘုရားလက်ထက်ကနေပြီးတော့ဘုရားနဲ့တွေ့တဲ့သူတွေတရားရကုန်ကြတာတရားရကုန်ကြပြီးရှင်းဘဝနောက်ဘဝတွေဘာမှမရှိဘူးအဲ့ဒီရှင်းဘဝနောက်ဘဝတွေကိုဘယ်သူဖြတ်လိုက်တယ်လဲလို့ဆိုတော့အဲ့ဒါလေးလည်းပဲဒါခရစကားလုံးပြီးသားတာလေးနဲ့တည်သွားစာနဲ့ကြဆိုတဲ့အမှကြီးဖြတ်လိုက်တာဘယ်သူဖြတ်တာလဲဗျာစာနဲ့ကြနော်စာနဲ့ကြဆိုတဲ့မှာဘယ်တော့မှဖြတ်တာလို့ဆိုတော့နှစ်150ပဲရှိသေးတယ်ဘုရားတည်ပြီးလို့နှစ်150ပဲရှိသေးတယ်အဲ့ဒါလိုလည်းပဲစာနဲ့ကြနေပြီးတော့အဲ့ဒါလည်းဖြတ်လာလို့လည်းခံလိုက်ရရောအဲ့နောက်မှာတယောက်နဲ့တယောက်ဟာဘုန်းကြီးတွေကလည်းသူတစ်မျိုးကိုတစ်ခုသူတစ်မျိုးကိုတစ်ခုဖြစ်သွားလိုက်ကြတာဟာဘယ်လောက်ဖြစ်သွားတော့ဆိုတော့နှစ်ကလေး80လောက်50 60လောက်ရှိသေးတယ်ဘာဖြစ်သွားလို့ဆိုတော့တရားနဲ့18ကွဲတောင်ကွဲသွားပြီလို့ဆိုကြဘုန်းကြီးအကွဲ18ကွဲကွဲပြီဘုန်းကြီးအကွဲ18ကွဲကွဲတော့ဘုန်းကြီးတွေကတော့ဘုဒ္ဓဒုက္ခဖြစ်ကုန်ပြီဘုဒ္ဓဒုက္ခဖြစ်ကုန်တဲ့ခါကျတိရိဓမ္မဒုက္ခလက်ထက်ရောက်တဲ့ခါကျတော့နောက်နှစ်80ပေါ့နော်နှစ်90လဲရောက်ရောတိရိဓမ္မဒုက္ခကတော့လေသူကလည်းပဲအဲ့ဒီဘုန်းကြီးတစ်ပါးစီကိုတရားနာလိုက်ရနေပြီးတော့အဲ့ဒီတရားကိုကြိုက်သွားတာအဲ့ဒီတရားကဘာလဲလို့ဆိုတော့တပ္ပိဓမ္မာအနတ္တပေါ့ဗျာအလုံးသဘောဓမ္မတွေဟာအနိစ္စရမဲတဲ့ဟာတွေလို့ပြောတဲ့ဟာဆိုတော့ငါတိုင်းပြည်ကိုငါအုပ်ချုပ်တာဟာဟောဒီတိုင်းပြည်လုံးတစ်ကမ္ဘာလုံးတစ်လောကလုံးအနိစ္စရမဲတယ်လို့ဆိုတဲ့အရာကိုလူတွေသိကြလို့ရှိရဲ့ငါတို့အုပ်ချုပ်ရတာလွယ်ပြီကွာဒီတိုင်းပြည်ကိုအုပ်ချုပ်ရတာငြိမ်ငြိမ်သက်သက်အုပ်ချုပ်လို့ရပြီဆိုပြီးတော့သူဆိုရင်လေဘလောက်ထိအဲ့ဒါဗုဒ္ဓဘာသာလှုပ်လိုက်တယ်လဲလို့ဆိုတော့စေတီပေါင်း8400တဲတယ်ကျောင်းပေါင်းလည်း8400ခါဆောက်တယ်ရေတွင်းနေရေကနေပေါင်းလည်းပဲ8400တူးတယ်ဗျာကဲဒီရှင်မင်းကြီးကဘလောက်များအားထားတယ်လဲလို့ဆိုတာအဲ့ဒါဘာလို့လိုက်တယ်လို့ဆိုရင်တော့သူကလည်းအမှားဖျားရဲ့တရားကြီးကိုတခါတည်းဟိုဒီလှုပ်လိုက်တာဗျာနော်သာသနာဆိုတော့သူတိုင်းပြည်ပြုတ်လိုက်တာပေါ့ဗျာနိုင်ငံရေးလှုပ်လိုက်တာပေါ့နိုင်ငံရေးလှုပ်လိုက်တာတခါတည်းကိုဇီဒီအများကြီးတည်လိုက်တယ်ဆိုတော့ဆိုကြပါစို့တမျိုးနယ်မှာဇီဒီဘောပနဲ့စုတရွာမှာဇီဒီဘောပနဲ့စုအဲ့လိုမျိုးလို့တည်လိုက်သလိုဖြစ်တော့အကုန်လုံးဇီဒီတွေတဲအကြောင်းနေဆောက်ရေကနေရေတွင်းနေတူးနေအဲ့လိုမျိုးလို့ရှင်မြင်းညက်လှုပ်လိုက်ပြီလို့ဆိုတဲ့အခါကျတော့ဗုဒ္ဓဘာသာတွေအကုန်ဖြစ်ကုန်ကြတာဟုတ်တယ်သူတိုင်းပြည်တွေကလူတွေအကုန်လုံးကနတ္တတွေပဲနတ္တတွေပဲနဲ့အဲ့ဒါအနတ္တတွေနောက်ကိုလိုက်ပြီးတော့နေကြတော့နတ္တဆိုတာအနိတ္တရမဲ့တာဆိုတော့လူကဘာမှသိကြီးအကောင်းတွေကိုမလိုချင်တော့ဘူးအကောင်းတွေကိုမခံစားချင်တော့ဘူးအနတ္တကိုရောက်သွားတဲ့ခါကျတော့အဲ့လိုဆိုရင်တော့တိုင်းပြည်အုပ်ချုပ်လို့လွယ်သွားပြီပေါ့သူကရှင်ပြင်းကြီးရောသူအုပ်ချုပ်လို့ကောင်းရသွားပြီလို့ဆိုတာသူအဲ့ဒါကိုရှာရင်းကနေပြီးတော့အဲ့ဒါတွေ့ပြီးတော့ဒီသာသနာတော်ကြီးကိုဟိုလေးလှုပ်တော့တာဗျာဒီသာသနာတော်ကြီးကိုအဲ့လိုမျိုးလို့သူပြုစုလိုက်တဲ့အခါကျတော့ဟောတတ္တယသင်္ဃာယနာတင်တာဘာလို့တတ္တယသင်္ဃာယနာတင်တော့ဆိုတော့ဘုရားဟောခဲ့တဲ့ဓမ္မစကြာတင်သလားမတင်ဘူးအနတ္တလက္ခဏာသုတ်တင်သလားမတင်ဘူးဒါတွေဘာလို့ဆိုတော့ရှိပြီးသားတွေပဲဒါလူတိုင်းလက်ခံထားပြီးသားတွေပဲနောက်ထပ်ဟိုကိုင်းဒီကိုင်းဟိုကိုင်းဒီကိုင်းနေနဲ့ကွဲနေတဲ့ဟာတွေကတော့အမျိုးမျိုးတွေဆိုတဲ့ခါကျတော့အဲ့ဒီအမျိုးမျိုးဂိုင်းတွေကိုအငင်းခိုင်းတဲ့တယောက်နဲ့တယောက်စကေးကြီးလူပဲလှုပ်လိုက်တာပေါ့အငင်းခိုင်းတဲ့ခါကျတော့နိုင်တဲ့သူနောက်ကိုလိုက်ရမယ်သူကအာနာလည်းသိကြီးတဲ့သူဆိုတဲ့ခါကျတော့အာနာနဲ့လည်းလှုပ်လိုက်ရောဗျာတကယ်ကိုနိုင်တဲ့သူနောက်လိုက်တဲ့ခါကျတော့နိုင်တဲ့သူကဘယ်သူလဲလို့ဆိုလို့ရှိရင်နိဗ္ဗာန်ကိုဖော်ပြပေးပုဂ္ဂိုလ်ပေါ့နိဗ္ဗာန်ဆိုတာကျုပ်တို့ဘုရားဖော်ပြတယ်ဟာမဟုတ်ဘူးဗျာနိဗ္ဗာန်ဆိုတာဟာကျုပ်တို့ဒီနေ့ဗုဒ္ဓဘာသာတွေဆိုလို့ရှိရင်နိဗ္ဗာန်ဆူမတောင်းဘူးတဲ့လူတို့မြန်ရှိရောရှိလောက်ကြရလားဗျာနော်ရှိဘူးဗျာ
နိဗ္ဗာန်ဆုတောင်းနေကြနိဗ္ဗာန်ဆိုတာဗုဒ္ဓဘာသာရဲ့ဘာသာလည်းမဟုတ်ဘူးဘုရားတော့ပြောတယ်အဲ့နိဗ္ဗာန်ဆိုတဲ့ဟာပြောလို့နိဗ္ဗာန်ဆိုတာတဲ့ဒိဋ္ဌဓမ္မတွေပါတဲ့ဒိဋ္ဌဓမ္မနိဗ္ဗာန်ပါအရိယသစ္စာနိဗ္ဗာန်မဟုတ်ဘူးအရိယသစ္စာပါတော့ဒုက္ခနိရောဓလို့ပြောတယ်နိဗ္ဗာန်လို့မပြောဘူးဒုက္ခနိရောဓလို့ဆိုတာဒုက္ခချုပ်သွားတာရှိသွားတာဒုက္ခဆိုတာဘာလို့ဆိုတော့ဒုက္ခအရိယသစ္စာဆိုပြီးတော့ပြောတယ်ဒုက္ခအရိယသစ္စာချုပ်သွားတာကိုဒါဒုက္ခနိရောဓလို့ပြောတာအဲ့တော့ဒုက္ခသစ္စာကနံပါတ်1ဒုက္ခနိရောဓသစ္စာကနံပါတ်3ဒုက္ခသမုဒယသစ္စာဆိုတာကတော့ဒုက္ခဖြစ်ကြောင်းကတော့နံပါတ်2ဒုက္ခនិရောဓဂာမိနိပฏิပဒါမက္ခအရိယသစ္စာဆိုတာနံပါတ်4 1 2 3 4အဲ့လိုရှိပါတယ်ဗျအဲ့လိုရှိတော့ခုနကဒုက္ခနဲ့ဒုက္ခမသိလို့ရှိရဲ့ဒုက္ခချုပ်ရမသိဘူးဒုက္ခချုပ်ရဟာတကယ်ကောင်းတဲ့အရာဘာလို့ဒုက္ခကိုသိပါအဲ့ဒါလေဒုက္ခလည်းဘယ်သူမှမသိဘူးဒုက္ခလည်းဘယ်သူမှမသိရဆိုတာစကားကတော့နည်းနည်းရှင်းအောင်ပြောရင်တော့လေရှေးကုန်တော့မှာပါသိရှင်းအောင်ပြောလို့လည်းမဖြစ်ဘူး7နာရီကလည်းပဲ7နာရီတည်းပို့ပြီးတော့စကားမပြောနိုင်ဘူးနော်မင်းတို့ကလည်းနောက်ကြတာကွာရောက်တာလည်းတော့တကယ်တော့ငါထိတဲ့စောစောရောက်လာလိမ့်မယ်လို့ထင်တာဗျနော်9နာရီတော့ရောက်လာတော့ပဲလို့ထင်တာထားတော့ဒါဆိုလိုတာကတော့အခုကမင်းတို့သိနေတဲ့ဘာသာရေးတဲ့ဟာတွေကိုတလုံးဖယ်လိုက်တဲ့ငါတို့ကလည်းဖဲပြနေတာကြီးဖြစ်နေတာဆိုတဲ့အခါကျတော့အားတော့နာတယ်အားနာပြီပဲလို့လည်းဘယ်နည်းနဲ့ဖြည့်တာတော့ပြောကိုပြောမှဖြစ်မယ်ဆိုတော့ဒါကိုဇော်ရဲ့စေတစာမျိုးစားတွေဗျဟုတ်တယ်မလားနော်တကယ်ကိုဒါအဲ့လိုမျိုးလို့စေတစာမျိုးစားတွေဆိုတော့တကယ်ကိုလူမှန်နေဖြစ်စေချင်တာဟောပါမိပြီးတကလားဗုဒ္ဓဘာသာစစ်ကလေးဖြစ်စေချင်လို့ပါပဲဗုဒ္ဓဘာသာအဖြစ်ဖြစ်ကိုဖြစ်ဘူးဘုန်းတို့အဖွားတို့အမေတို့ဘယ်လိုတခါလည်းဖြစ်မသွားဘူးဒါသူတို့ရဲ့အဖိုးအဖွားတွေလည်းဒီတိုင်းပါပဲဗျကျုပ်တို့ရဲ့ဘုန်းကြီးတွေဆိုဘယ်ကော TV တွေကတရာဘုန်းကြီးတို့ဆိုလို့ရှိရင်လည်းပဲမလေးသူဖြစ်ပိဋကသုံးပုံတာတတ်တယ်လို့ပြောတာနှုတ်ကိုဆောင်းသွားတယ်လို့ပြောတာတော့ဘာပြောရလဲဆိုဓာတ်ကြီး78ပါအကုန်လုံးကအနတ္တတွေပဲအနိစ္စတွေပဲဒုက္ခတွေပဲတဲ့ဟောပြောသွားတာရာကိုရွှေကိုရဲ့တောင်ပနာကဘာလဲဟိုဘုရားကြီးမဟာဝိဇ္ဇဘုရားကြီးရဲ့ထီးတင်ပွဲပါသူတရားဟောတာနိုင်3ဘတ်ဖို့လောက်ကြာတယ်အဲ့နိုင်3ဘတ်ဖို့ကလူတွေကိုချပေးတာမျက်စိဟူသည်ဤယုတ်ဒီလီပြင်းရှိကားလာမတိကြပဲခဏဖြစ်လျက်ခဏပြည့်ဤဒါအိဋ္ဌာတယ်ဖြစ်ပြတတံနှိစ္စတံဖြင့်တရားမစဲလို့ဆင်းရဲဤဒုက္ခတွေခိုင်မြဲကြောပါအနှစ်မပါဘူးတဲ့အဲ့ဒါအနတ္တပဲအပညာစက်ခုနဲ့မြော်ထောက်ရှုရှဲဘာဖြစ်သွားဆိုငါလည်းမဟုတ်ဘူးတဲ့ငါဥစ္စာလည်းမဟုတ်ဘူးတဲ့ငါလိပ်ပြလည်းမဟုတ်ဘူးတဲ့ဗျာငါဥစ္စာငါလိပ်ပြဟုဘာတစ်ခုမျှမဟုတ်ကြသည်ဓမ္မတက်ချီပါတကားတဲ့မျက်စိကိုလည်းပြောသွားတယ်နားကိုလည်းပြောသွားတယ်နှာခေါင်းကိုလည်းပြောသွားတယ်အဆက်ရွှေဒီဒွါရဓာတ်6ပါလုံးကိုလည်းပြောတယ်တခါအာယုနေဖြစ်တယ်အစင်းကိုလည်းပြောတယ်အတန်ကိုလည်းပြောတယ်အနံ့ကိုလည်းပြောတယ်အရသာကိုလည်းပြောတယ်အာယု6ပါးကိုလည်းပြောတယ်နောက်တစ်ခါမြင်စိတ်ကိုလည်းပြောတယ်ကြားစိတ်ကိုလည်းပြောတယ်အနံ့စိတ်ခံစိတ်အရသာခံစိတ်တွေလည်းအဲ့ဒါလည်းပဲပြောဆိုစိတ်6ပါးစိတ်6ပါးအာယု6ပါးဒွါရ6ပါးပေါင်း18ပါးဒီ18ပါးအကုန်လုံးကုန်သားအောင်ပဲတဲ့တစ်ကမ္ဘာလုံးမှာ18ပါးပဲရှိတာတဲ့18ပါးပြဘာမှရှိဘူးတဲ့ဆိုလိုတာတော့ပိဋကသုံးပုံကြီးနှုတ်အောင်ဆောင်ပြီးတော့စာပွဲတွေဆိုဒိဋ္ဌာကြီးရဲအောင်တာဗျာသူဆိုလို့ရှိရင်အဲ့ဒါတော့တော်တယ်ဘုန်းကြီးရတော့ဘုန်းတို့အေးစိတ်ထောင်ထဲမှာကြာနေတဲ့အချိန်မှာအေးစိတ်ထောင်ထဲကနေပြီးတော့တစ်ခါအတန်ချက်ဆက်ကလေးနဲ့အတန်ဖွင့်ပေးတာကိုနားထောင်ရတာကိုကဘာမှရှိလို့မဟုတ်ဘူးသူတို့ကနေပြီးတော့စက်နဲ့ဖွင့်ပေးတာကိုနားထောင်ရတဲ့ခါကျမျက်စိဟူသည်ဤယုတ်ဒီလေမျက်ရှိကားလာမတိကြပဲခဏဖြက်လျက်ခဏပြက်ဤလို့ပြောတယ်ဖြစ်ပြနှစ်တန်းနှိမ့်ဆက်တာဖြင့်တရားမစဲလွန်ဆင်းရဲဤခိုင်မြဲကြောပါနှစ်မပါဘူးဟောအဲ့ဒါလေးကဘာ
အဲ့ဒါအိဋ္ဌဒုက္ခအနတ္တတွေပြောတာပဲတဲ့အဲ့ဒီအိဋ္ဌဒုက္ခအနတ္တတွေကဘာဖြစ်တယ်လို့အကုန်လုံးကိုချုပ်လိုက်တဲ့ခါကျတော့ငါလည်းမဟုတ်ဘူးတဲ့ငါဥစ္စာလည်းမဟုတ်ဘူးငါလိပ်ပြလည်းမဟုတ်ဘူးတဲ့ဘာတစ်ခုမှမဟုတ်ကြသည်ဘာမှမဟုတ်ဘူးတဲ့ဓမ္မတက်တဲ့ကျော်ဓမ္မပဲဘာမှမဟုတ်ဘူးလေကဲအဲ့လိုမျိုးလို့ထိတောင်းမှအဲ့ဒီဘုန်းကြီးပြောတယ်အေးဘုန်းပြောချင်တာလည်းအများကြီးဖြစ်တဲ့အတွက်ဟိုကြိုရနေပြီးတော့ပြောလာလိုက်တာကုတိဝိဒကကျော်ရောက်လာပြီဟိုးဆိုဒီအသက်30တုန်းကလေးရှေးဝနောက်ဘဝကိုဖះမပြောဘူးလို့ဆိုတာသိသွားတဲ့ခါကျတော့အေးငါတို့အဖြစ်ဖះပြောလို့သာရှေးဝနောက်ဘဝဆိုတာငါတို့သိတာငါတို့ဘုန်းကြီးတွေမသိဘူးငါတို့အမေတို့ငါတို့ဖွားတို့လည်းမသိဘူးငါတို့ကသာပြောတော့ငါတို့ကလည်းအမေတို့ဖွားတို့ကပြောလို့သိရတာဘုန်းကြီးတွေကပြောလို့အမေတို့ဖွားတို့သိရတာဘုန်းကြီးတွေလည်းဖះစီကနေမှပြောလို့မလို့ဒါဘုန်းကြီးတွေကနေသိရတာတကယ်တော့ဘုန်းကြီးတွေလည်းတပါးမှရှေးဘဝနောက်ဘဝမသိဘူးအမေတို့လည်းမသိဘူးဖိုးဖွားတွေလည်းမသိဘူးအဲ့လိုဆိုတော့ဒုဖះရှေးဘဝနောက်ဘဝကိုသိတဲ့သူလို့ဟိုတယောက်တည်းငယ်တုန်းကလက်ခံထားတယ်အဲ့လိုလက်ခံထားရင်ကနေပြီးတော့ဟောဗျာအသက်30ရှိတဲ့ချိန်ကျတော့ဘုရားစီတွားလိုက်ရင်းကနေပြီးတော့မှဘုရားရှေးဘဝနောက်ဘဝဖြစ်တာတွေမဖြစ်တာတွေငါမပြောဘူးလို့ဆိုတဲ့စကားလဲရောက်ရောဗျာအဲ့ဒီခါကျတော့ဟာဘုရားမပြောဘူးတဲ့ဟေးလို့တကယ်တဲ့လားလို့ဆိုတဲ့ဟာမျိုးအထက်ထပ်ပေါ်အောင်ကြည့်တယ်တကယ်တဲ့လားလို့ဆိုတာအထက်ထပ်ပေါ်အောင်ကြည့်တယ်လို့ဆိုတာဟာဘိုးတော်လည်းအဲ့တော့စာလည်းဖတ်တတ်နေပြီဖတ်နိုင်နေပြီဖတ်နိုင်နေပြီလို့ဆိုတဲ့ခါကျတကယ့်ကိုကြည့်တဲ့ခါကျတော့ဘာပြောလို့ဆိုတော့တကယ့်ကိုပဲဗျာခင်ဗျားတို့ကတော့တကယ်ဆိုတဲ့အရာကိုလည်းအခက်အခဲတွေနဲ့ဖြစ်ပါပါဗျာဘာဖြစ်လို့တကယ်ကိုပဲလို့ပြောရတာလဲလို့ဆိုလို့ရှိရင်ခုနပရပိုက်ကြီးကိုဟောတဲ့သုတ်တန်တော့ပရပိုက်ကြီးကတော့ကောင်းလိုက်တာဗျာတပည့်တော်တော့ဖြစ်အရှင်ဘုရားနောက်ကိုလိုက်တော့ပဲအရှင်ဘုရားပြောတဲ့ဟာအတိုင်းပဲလက်ခံတော့ပဲနဲ့ပြောတာပေါ့ပြောတဲ့အခါကျသူ့တပည့်ဖြစ်တဲ့ပရပိုက်တွေကလည်း400-500လောက်ရှိတယ်တူတယ်အုပ်စုကြီးအဲ့ဒီပရပိုက်တွေကနေပြီးတော့အဲ့ဒီသူတို့ရဲ့ဆရာကြီးဖြစ်တဲ့ပရပိုက်ကိုအရှင်ဘုရားတဲ့အရှင်ဘုရားပရပိုက်ကြီးကလည်းတဲ့ပြဿနာဘုရားအဖြစ်ဘာမှမဟုတ်တဲ့ဟာတွေပြောတာတဲ့ရှေးဘဝဖြစ်တယ်လည်းမပြောဘူးမဖြစ်ဘူးလည်းမပြောဘူးနဲ့ဆိုတာဒါကိုအရှင်ဘုရားကနေပြီးတော့အဲ့ဒီနောက်လိုက်တော့မယ်လို့ပြောတယ်ဆိုတော့အရှင်ဘုရားဘာမှမဟုတ်တာကြီးပဲလေဗျာအဲ့လိုပြောတဲ့ခါကျအဲ့ဒီပရပိုက်ကြီးကလည်းသူ့တပည့်တွေကိုဘယ်လိုပြောလိုက်လဲလို့ဆိုတော့ငါတပည့်တို့မင်းတို့ဖျားစကားကိုနားထောင်ကြပါမြတ်စွာဘုရားသူ့ကိုဟောပိတ်သူတို့လည်းပဲတပည့်တော်နားလဲတယ်လို့နားလဲအောင်တော့ဟောပိတ်လိုက်ပါဦးဖျားနဲ့ဖျားကိုပြောတာဗျာနော်ပြောတဲ့ခါကျဖျားကနေပြီးတော့ကောင်းပြီပရပိုက်တို့ရေးတဲ့မင်းတို့ကအဲ့လိုမင်းတို့ဆရာနားလဲတယ်လို့မင်းတို့ကနားမလဲဘူးလို့ဆိုတော့မင်းတို့ကငါမေးရမယ်တဲ့မင်းတို့ကဘာအတွက်တရားတွေကိုအထုတ်ကြနေကြတာလဲပေါ့ပရပိုက်ဆိုတာတရားထုတ်နေကြတဲ့လူတွေဗျလူမဟုတ်ဘူးသူတို့ကလည်းတမနာတွေပဲပေါ့တမနာတစ်မျိုးတည်းပေါ့တမနာပရပိုက်ပေါ့အဲ့ဒါဒီပြီးတော့တရားထုတ်တာကားတဲ့နတ်ဖြစ်ဖို့ရအထုတ်တာတဲ့ဒီနတ်ပြည်ကိုရောက်ဖို့အထုတ်တာတဲ့ခုကျတို့လူတွေနဲ့တည်းတူတယ်လို့ပြောရမလို့ပဲဗျနော်အဲ့တော့ဘုရားလည်းပဲမင်းတို့ကဟိုလည်းမဟုတ်ဘူးလို့မပြောပါဘူးဗျမင်းတို့ကဟိုလည်းမဟုတ်ဘူးလို့မပြောဘဲနဲ့ဘာပြောလိုက်သလဲလို့ဆိုတဲ့ခါကျတော့ဒါလို့ဆိုရင်အဲ့ဒီနတ်ဖြစ်ချင်တယ်လို့ဆိုတဲ့ခါကျတော့တကယ်သူတို့လိုမင်းတို့လိုကျင့်ပြီးတကလားနတ်ပြည်ကိုရောက်နေတဲ့သူတွေကငါတို့ဖြစ်မင်းတို့ကျင့်လို့မဟုတ်လို့ဟောဒီငါနတ်ဖြစ်နေပြီလို့ဆိုတာမျိုးမင်းတို့လာပြောသလားတဲ့ပြောတာကိုမင်းတို့ကြားဘူးသလားတဲ့အဲ့လိုဆိုတော့ပရပိုက်တရားဖြေတာဒီလိုတော့ကြားဘူးပါဘူးလေလို့မကြားဘူးဆိုလို့ရှိရင်ကဲသူတို့ပြောတာမကြားဘူးကျင်လည်းရှိပါစေတော့ဒါပေမဲ့လို့လည်းပဲသူတို့ကိုမြင်ဘူးကြသလားပေါ့နတ်တွေဆိုတာမြင်ဘူးကြသလားတဲ့ဆိုတော့တတ်တွေလည်းမမြင်ဘူးပါဘူးတဲ့မြင်လည်းမမြင်ဘူးသူတို့ပြောတာလည်းမကြားဘူးလို့ဆိုတာကြီးကြတော့မင်းတို့ဟာဟမ်မဟန်ရဲ့လားပေါ့ဘာဖြစ်လို့ပါဘူးလို့ပြောရတာလို့ဖျားပေါ့ပုံလေးတစ်ခုပြောပဲဆိုတော့ဖျားပြောတယ်ရှေးခါကတဲ့လူတယောက်ဟာဒီကာမစေတစာတစ်ခုနဲ့သူယူသွားတာယူသွားပြီးတော့အဲ့ရမထတော့ဘူးအဲ့ရထဲမှာပဲနေနေတယ်အဲ့တော့ဘာဖြစ်လို့ဘယ်ဒီလိုအိတ်နေရတာလဲဘာဖြစ်လို့မထတော့တာလဲလို့ဆိုကြသူတဲ့ဒုက္ခမလေးကိုလွတ်နေလို့အဲ့ဒီဟာကြောင့်မလို့သူမထတော့တာလို့ဘေးကမလေးလွတ်နေတာလည်းပဲ
မင်းကောင်မလေးကဘယ်လိုအချင်းရှိတဲ့သူလဲအဲ့လိုလည်းမသိဘူးတဲ့မင်းကောင်မလေးကဘယ်လိုမိဘကနေမှမွေးဖွားတဲ့သူလဲအဲ့လိုလည်းမသိဘူးတဲ့မင်းကောင်မလေးရဲ့အသက်ကဘယ်လောက်ရှိပြီလဲအဲ့လိုလည်းမသိဘူးတဲ့မင်းကောင်မလေးကဘယ်ဒေသကနေမွေးတယ်ဘာလူမျိုးလဲအဲ့လိုလည်းမသိဘူးတဲ့သူကမေးတိုင်းတခုမှသူ့ကောင်မလေးကိုလွန်းနေတယ်အဲ့လွန်းတဲ့ကောင်မလေးရဲ့အပေါ်မှာသူဘာမှအသိမရှိဘူးလို့အဲ့လိုမျိုးလို့ပြောတယ်ဗျာအဲ့လိုမျိုးလို့ဆိုတဲ့အခါကျတော့မင်းဟာတကယ်တော့ဘာမှကိုမင်းမသိတဲ့ဟာတခုကိုမင်းတို့လိုချင်နေတာကိုမင်းလိုချင်နေတာကိုလို့အဲ့ဒီအယူလုပ်တဲ့သူကိုပြောခဲ့ကြရတယ်လို့ဟောဗျာအဲ့လိုမျိုးလို့ဗျာနော်မင်းတို့လည်းအခုကဘာမှကိုမသိတဲ့အရာတခုကိုလိုချင်နေတာဖြစ်တဲ့အတွက်မင်းတို့ဖြစ်အဲ့လိုချင်တာတော့ဖြစ်ဒါမှားယွင်းနေတာပဲလို့ဆိုတာပြောလို့ဖះပြောတယ်ဗျာဒါအဲ့တော့ဆိုလိုတာတော့ဖြစ်ဒီစကားတွေကတော့သိရှည်နေပါပြီခင်ဗျားတို့ကိုပြောရတာပေါ့နော်သိရှည်နေပါပြီလို့ဆိုတာသိမကြားခြင်းစရာဖြစ်နေပါနဲ့လို့ဒီလိုဆိုလိုတာဗျာနော်ဒီကြားဘူးရနေပြီးတော့နောက်လည်းပဲခါရဲစာဖတ်ကြပါဗျာကျွတ်တို့ရေးချွတ်ထားတဲ့စာတွေလည်းရှိတာဖြစ်တဲ့အတွက်ပေါ့နော်တရားလည်းနာကြပါလို့ဒီလိုပြောရမှာပေါ့နော်ဆိုလိုတာကတော့လူကဘာမှမဟုတ်တဲ့ဟာမဟုတ်ဘူးဗျာနော်လူဟာဘာမှမဟုတ်တဲ့ဟာမဟုတ်ဘူးလို့ဆိုတာလူတွေတူစုနေတာဆိုရင်ဘာမှမဟုတ်တာမဟုတ်ဘူးလို့ဆိုတဲ့အကြောင်းကတော့လူတယောက်မခံနိုင်တဲ့စကားတစ်ခုကိုပြောကြည့်လူတယောက်မခံနိုင်တဲ့အလုပ်တစ်ခုကိုလုပ်ကြည့်လူတယောက်မခံနိုင်တဲ့ကိုပြည့်နေမြတ်တဲ့ထားမျိုးကိုထားကြည့်အဲ့ဒါဆိုရင်ကိုပဲဒီသူနဲ့တော့ဖြစ်ပฏิပက္ခဖြစ်ပြီးဒီကလာလောကမငြိမ်းချနိုင်တော့ဘူးအဲ့လိုဖြစ်ပါတယ်ဗျာနော်အဲ့လူတွေစုနေတာကိုပါဠိလိုခေါ်လိုက်တော့လောကလို့ခေါ်တာပါဗျအဲ့ဒီလောကဆိုတဲ့အရာညီညွတ်နေဖို့ရအတွက်လောကကြီးဟာတိုးတက်တူဟာပฏิပက္ခတွေမဖြစ်ဖဲနဲ့အလုံးညီညွတ်နေဖို့ရအတွက်ခုနပြောခဲ့တဲ့တရားလိုတယ်ဆိုပြီးတော့တခါတည်းပြောဆိုဖျားပြောဟောတော့တာအဲ့ဒါကိုတိတိတပတ်သောကနေပြီးတော့လှုပ်လိုက်တဲ့အတွက်အဲ့ဒီဖျားရဲ့တရားပျောက်ဖျားရဲ့တရားပျောက်တဲ့ခါကျဘယ်တရားတွေရောက်လာတော့လို့ဆိုတဲ့ခါကျတော့အလုံးဘသူဘကိုမသိတဲ့တရားတစ်ပုဒ်လူတွေဒီမှာရောက်နေတယ်အဲ့ဒါဘာလဲလို့ဆိုတော့ဟေတုပစ္စယောအာရမဏပစ္စယောအဓိဝတိပစ္စယောအနန္တရပစ္စယောတဲ့လူတွေဒီမရောက်ကြဘူးလားရောက်ကြသလားရောက်ပါရဲ့ရောက်နေကြတာအဲ့ဒီဟေတုပစ္စယောဆိုတာဘာလို့အာရမဏပစ္စယောဆိုတာဘာလို့ကဲအဲ့ဒီဟာအတော်ကြီးကိုသိနေကြွနေတတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုမေးတဲ့အခါမှာဟေတုပစ္စည်းဟာယေရှုပြုလိုက်တာနဲ့မို့လို့ဟေတုပစ္စယုပ္ပံတရားတွေဖြစ်ထွန်းလာတယ်လို့ပြောတယ်သူပြောနိုင်တယ်အာရမဏပစ္စည်းဟာယေရှုပြုလိုက်တဲ့အတွက်အာရမဏပစ္စယုပ္ပံတွေဖြစ်လာတယ်အဲ့ဒီအာရမဏပစ္စယုပ္ပံပဲဖြစ်ဖြစ်ဟေတုပစ္စယုပ္ပံပဲဖြစ်ဖြစ်အဓိပတိပစ္စယုပ္ပံပဲဖြစ်ဖြစ်ပစ္စယုပ္ပံဖြစ်ဖြစ်တကယ်ကြတော့အဲ့ဒီပစ္စယုပ္ပံအစ်စ်ဟုတ်ရလားလို့ဆိုမဟုတ်ဘူးပဲဘာလို့ဆိုကြပါစို့ဟင်းတစ်ခွက်ချက်ထားတယ်ဟင်းတစ်ခွက်ချက်ထားတယ်ဆိုဟင်းကတကယ်တော့ပစ္စယုပ္ပံပစ္စည်းတစ်ခုပဲဘာပစ္စယုပ္ပံလဲဆိုရင်တော့လူကနေပြီးတော့အဲ့ဒီဟင်းချက်မဲ့ဟာလေးတဲ့စီလေးနဲ့ထည့်လိုက်စားလေးနဲ့ထည့်လိုက်အပိလေးနဲ့ထည့်လိုက်ရေလေးနဲ့ထည့်လိုက်ကိုစက်တာဟင်းသီးတို့ဟင်းရွက်တို့ဆိုတာလိုအပ်တဲ့ဟာလေးလောက်ကိုထည့်လိုက်ထည့်ပြီးအောက်ကနေပြီးတော့တခါတည်းပြီးတဲ့အပူပေးလိုက်သူရောတခုရောသွားအောင်ပေါ့နော်အဲ့လိုအပူပေးလိုက်တဲ့အခါကျတော့ဟင်းခွက်တစ်ခွက်ကောင်းဖြစ်လာတာဟုတ်ဗျာဟင်းခွက်တစ်ခွက်ကောင်းဖြစ်လာအဲ့ဒီဟင်းကပစ္စယုပ္ပံပစ္စည်းဘာလို့လို့ဆိုရင်တော့ဟင်းရွက်ကလေးဆိုတာပစ္စည်းအသားကလေးဆိုတာလည်းပစ္စည်းငပိကလေးတို့စားလေးတို့ဆိုတာလည်းပစ္စည်းပဲသူကပြောလို့ဆိုရင်တော့သူတစ်ခုတည်းနဲ့ဟင်းဖြစ်တာမဟုတ်ဘူးအဲ့ဒါတွေအကုန်လုံးစုပေါင်းပြီးတခါတည်းလှုပ်လိုက်ပါစုပေါင်းဖြစ်ရကြပါအဲ့ဒါကိုပစ္စယုပ္ပံလို့ပြောရတာအဲ့တော့ပစ္စယုပ္ပံလို့ပြောရတော့ဒီပစ္စယုပ္ပံဟာတကယ်ရှိတဲ့အရာမဟုတ်ဘူးဟောပြောပြီပစ္စည်းရပဲရှိတာဥပမာဒီစောက်လေးဆိုရင်ဒီတိုင်နေရလည်းပဲစောက်မဟုတ်ဘူးဒီတက်နေရလည်းစောက်မဟုတ်ဘူးဒီအမိုးတွေကလည်းစောက်မဟုတ်ဘူးဒီအခင်းတွေကလည်းစောက်မဟုတ်ဘူးဒါတွေတိုင်နေရောတန်းနေရောအမိုးတွေရောအခင်းတွေရော
အကုန်လုံးကနေညီမျှပြီးတကလားထမ်းဆောင်ပြီးနေတဲ့အခါကျမှအဲ့ဒါပြီးစုပ်ပါလို့ပြောရတာဖြစ်လို့ပြောရတာပေါ့အဲ့တော့ဒီအဖြစ်ဟာတကယ်အရှိမဟုတ်ဘူးပေါ့ဒီအဖြစ်နောက်ကိုမင်းတို့မလိုက်ကြနဲ့လို့ဟောပြောတယ်လို့သူတို့လှုပ်တော့တာအဖြစ်နောက်ကိုမလိုက်ကြနဲ့လို့ဆိုလို့ရှိရင်ဟင်းလည်းဘယ်သူမှတောင်ချက်စားမှာမဟုတ်တော့ဘူးအဝတ်လည်းဘယ်သူမှတောင်ဝတ်ရမှာမဟုတ်တော့ဘူးအဝတ်ဖြစ်နေတစ်ပင်ကနေသီးပေးလိုက်တာလည်းမဟုတ်ဘူးပွင့်ပေးတာလည်းမဟုတ်ဘူးပြောမစင်တော့လူကနေပြီးအဝတ်လည်းရဲရတာအဆောက်အဦလည်းလူကနေလောက်ရတာလူကနေပြီးတော့အဆောက်အဦမလောက်တော့ဘူးဆိုလို့ရှိရင်အဆောက်အဦလည်းမဖြစ်ဘူးဝတ်စရာလည်းမရှိဘူးနေစရာလည်းမရှိဘူးစားစရာလည်းမရှိဘူးဖြစ်မှာပေါ့ဆိုလိုရတော့ပစ္စုပန်နေဆိုတာလေစားစရာတွေလည်းပစ္စုပန်ဝတ်စရာတွေလည်းပစ္စုပန်နေစရာတွေလည်းပစ္စုပန်ဒါတွေကိုကျုပ်တို့အသုံးချနေကြရတာပဲဒါတွေကိုအသုံးချကြရတာပါမှဘယ်လိုအသုံးချရတာဖြစ်ဘယ်လောက်တော်တယ်ဘယ်လိုပဲအသုံးချရတာနဲတာလို့ဖြစ်ဘယ်လောက်လျှော်တယ်လို့ဆိုတာမျိုးအထိလူတွေသိကြရတာတော့ဆင်းရဲတယ်ဆိုတာလျှော်ခံရတာပဲတော်တယ်ဆိုတာကတော့ချမ်းသာကြတာပဲဒါအဲ့တော့အဲ့လိုအနေအထားမျိုးဟာပစ္စုပန်နေတယ်ဖြစ်ကြတာအဲ့ဒါကိုပစ္စုပန်ဆိုတာပရမတ်လို့ကြည့်လိုက်တဲ့အခါကျတော့ပစ္စုပန်မရှိဘူးတဲ့အာရမဏပစ္စည်းဆိုတာအစင်းနေအတန်နေဆိုတာအာယုန်နေအဲ့ဒီအတန်နေအစင်းနေကနေပြီးဒီကလားကျွတ်တဲ့မျက်စိတို့နားတို့ကိုလာပြီးဒီကလားကျေစုပြုတ်လိုက်ကျေစုပြုတ်လိုက်တဲ့အခါကျမျက်စိကနေအစင်းကိုမြင်လိုက်တယ်အတန်ကြတော့လည်းနားနေပြီးကြားလိုက်တယ်ကြားတဲ့အခါကျဒီကြားတဲ့ဟာကိုဘယ်လိုလုပ်ရမလဲမြင်တဲ့ဟာကိုဘယ်လိုလုပ်ရမလဲဆိုတာကျွတ်တော့ကနေပြီးတော့လုပ်ကြရတာဆိုတော့ပစ္စုပန်နေအဲ့ဒါတွေဟာတဲ့ကြားတာတော့လည်းမလိုက်နဲ့ဟာမြင်တာတော့လည်းမလိုက်နဲ့ဟာအဲ့ဒါတွေဟာရုပ်တွေအဲကြောင့်မလို့အဲ့ဒါတွေတော့လိုက်လို့ရှင်တော့ဒုက္ခရောက်မှာပေါ့ဆိုပြီးဒီကလာဟောပရမတ်တွေကပြောတယ်ဗျာပရမတ်တွေကပြောတော့အဲ့ဒါတွေအကုန်လုံးကိုငြိမ့်သွားပြီဟိတုပစ္စယောအာရမဏပစ္စယောအဓိဝတိပစ္စယောတဲ့အကုန်လုံးရဲ့ကျေစုပြုချက်တွေပါပါမိပြီအကုန်လုံးငြိမ့်သွားပြီဘာမှမရှိတော့ဘူးလို့ဆိုသိသွားပြီလို့ဆိုလို့ချက်အဲ့ဒါနိဗ္ဗာန်ပဲတဲ့နိဗ္ဗာန်ဆိုတော့ဘာမှမရှိတာဘူးနိဗ္ဗာန်လို့ပြောတာကျုပ်တို့အဖွားနဲ့အတူတူအိမ်ရဲကနေပြီးတော့အဖွားဖျက်ရှိခိုးတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရပါလို့နိဗ္ဗာန်ရလို့ပါတော့အဖွားနိဗ္ဗာန်ဘာတော့ပေးတဲ့ခါကျနိဗ္ဗာန်ဆိုတာဘာမှမရှိတာကိုပြောတာဘာမှမရှိတာကြီးအဖွားဘာလို့တနေရတာတော့ဘာမှမရှိတာကောင်းတယ်ရှိနေရတာကြီးဒုက္ခတွေရောက်တယ်ပေါ့ဟိုဘာမှမရှိရင်ခမရလည်းခမရတော့ဘာမရှိတော့ဘူးဖြစ်မှာပေါ့လို့အေးလေငါတို့မရှိတာကလည်းအေးသွားတာပဲတဲ့ကိုမရှိတာကအေးတာလေဗျာဒါတဲ့အဲ့တော့တိုးကိုဟမ်မကြတဲ့ရုပ်တို့ရိုးရဗုဒ္ဓဘာသာကြီးလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ဒါဗုဒ္ဓဘာသာကိုအပြစ်တင်တာမဟုတ်ဘူးနော်ဗုဒ္ဓဘာသာမဟုတ်တဲ့နိဗ္ဗာန်ကိုဗုဒ္ဓဘာသာလို့လှုပ်ထားတဲ့အခါကျတော့အဲ့နိဗ္ဗာန်ကိုလိုလားနေတာအဲ့လိုချင်နေတာဘာမှလည်းမသိဘဲနဲ့လှုပ်နေတာကြီးတိုးကိုမှားယွင်းကြတယ်လို့ဒီလိုဆိုလိုတာအဲ့လိုမျိုးလို့မမှားယွင်းစေခြင်းလို့မို့လို့အဲ့ဒီတိတိမတော့ကသင်္ဃာယနာတင်ပေးခဲ့တဲ့ပရမတ်တွေဒီစာနဲ့ကြဆိုတာကနေပြီးဖြည့်ဆည်းပေးခဲ့တဲ့ရှေးဘဝနောက်ဘဝမယူရမယ့်ဟာတွေအဲ့ဒီနှစ်ခုကိုအဲ့ဒီအမတ်ကြီးနဲ့တရားရှင်ဘုရင်ကြီးနဲ့လှုပ်လိုက်တာနဲ့ဘုန်းတို့ဒီသာသနာတော်ဟာဘယ်လူစီမှမရောက်တော့ခုထိနည်းနည်းလေးအဲ့ဒီဟာကိုမဖောက်ပြန်နဲ့ဖောက်ပြန်တဲ့လူကိုဖတ်မယ်ဆိုတော့လောက်ကြသေးတာနော်ဆိုရတယ်ဟောတဲ့ဒီတရားထဲမှာအာနာဝင်လိုက်သေးတာဘုန်းတော်ကတော့အဲ့ဒါကိုသိပြီးတကလားတရားထဲအာနာဝင်နေဆိုတာတော့မရဘူးကားလို့တကယ်ကြတော့တရားဟာတရားပဲလို့အာနာဝင်လို့မရဘူးဆိုပြီးတော့တို့တော့ဖြစ်ထေရဝါဒဗုဒ္ဓဘာသာကိုစုံလွတ်တယ်ပိဿုပန်ကာမဝါဒဗုဒ္ဓဘာသာကိုပဲလက်ခံတယ်လို့ဆိုပြီးတော့သမတာကြီးစီလည်းပို့တယ်ဝင်းကြီးကျုပ်စီလည်းပို့တယ်ပါတီဥက္ကဋ္ဌကြီးစီလည်းပို့တယ်မိတ္တူတွေပေါ့ဗျာနော်အဲ့လိုပဲတာကဓမ္မနာယကတွေလည်းပို့တယ်အစရှိရွှေဘုန်းတော်ကအဲ့လိုမျိုးလို့လုပ်တဲ့ခါကျဘုန်းတော်ကတကယ်ကြဘယ်သူမှဖမ်းလို့မရရဘူးဒါပေမဲ့လည်းမဖြစ်ဖြစ်အောင်ဖမ်းလို့မလို့ဘုန်းဆို1300ကြတယ်ကနော်1300ကြတယ်ဆိုတာလည်းပဲနှစ်ပေါင်းကိုမနေဘူးလို့ပြောကြလို့နော်နောက်ဆုံးတစ်ခါကြတာ20ကျော်ကြတယ်ဒုတိယတစ်ခါကြတော့10နှစ်ကြတယ်တတိယတစ်ခါတော့3နှစ်လားမသိဘူးကြတယ်ဗျာနော်အဲ့တော့ပြောလို့ဆိုရင်တော့33နှစ်လောက်ထောင်ကြဘူးသွားတယ်လို့ထောင်အပြစ်ပေးခံရဘူးသွားတယ်လို့ပြောကြဆိုဘယ်လောက်ပေးဘာမှဖြစ်ဘူးလို့ငါတို့ကတော့လို့ဟ
ဘာလို့ဆိုတော့ငါတို့ဘာမှလုပ်လို့မရဘူးလို့ဥပမာဆိုပြောကြလို့ဆိုတလုံးလေးကဒီပါလာပြီးတော့ရင်းညံ့နေပြီးတော့ညွန်ကြဒီရက်ကွက်မူပေါ့လေအုတ်ချေမူတော့လည်းမဟုတ်ဘူးထင်တယ်အဲ့အောက်ကလူတယောက်ကနေပြီးတော့လာပြီးတော့အစင်းတိုင်ပါတဲ့ဆိုပြောတာကျုပ်တို့ကဘုန်းကြီးပဲလို့ဘယ်လိုအစင်းတိုင်ပါတော့ရွာမဟုတ်ဘူးဘုန်းတော်ကျောင်းတော်ဒါကျောင်းဆိုတာရွာဆိုတာသူတို့အုပ်ချုပ်ရတာကျောင်းအုပ်ချုပ်ရတာလားရွာအုပ်ချုပ်ရတာလားရွာအုပ်ချုပ်ရတာဆိုဘယ်လိုကျောင်းကိုလာပြီးတော့သူတို့ကနေပြီးတော့စီးတိုင်ပါလို့ပြောရမလဲပေါ့နော်ဖိုးကတော့အဲ့ဒါကိုလည်းသိတယ်ဆိုတော့မတိုင်ဘူးလို့အဲ့လိုဟုတ်တယ်ပြောတာပေါ့နော်ဒါပေမဲ့လည်းပဲအေးမတိုင်ဘူးလို့ဆိုလဲလေလို့ညာအိမ်ပြန်တော့မလာပေးကြနဲ့ဟုတ်ခါလို့ဟောလို့ဆိုတော့လာလို့ရှိရတော့ကြတော့အဲ့လိုဖြစ်နေတဲ့ပို့ပြီးတော့သူတို့ကနေပြီးတော့အကြက်ကိုင်းလာရင်လည်းပဲဘာပဲဖြစ်နေနေအာနာရှင်နေဆိုတဲ့သူတွေကတော့စနစ်နဲ့အုပ်ချုပ်တာမဟုတ်ဘူးလို့အဲ့လိုဖြစ်တဲ့အတွက်ခံရနိုင်တယ်လို့ဆိုပြီးတော့ပေါ့နော်အဲဒါကြောင့်မလို့ခုဒီဇယ်ဘာကုန်ကလေးလောက်ထိရတော့ဖြစ်ငါเจ้าညာအိမ်မလာကြတဲ့ဟာလို့ဒီလိုပဲပြောရတာပေါ့နော်အခုဟောဒီအဖိုးကြီးဖြစ်တဲ့ဥကျွေလာဝဲဆိုတဲ့ဒီအဖိုးကြီးကြတော့ကျုပ်ကျောင်းသားတယောက်ဖြစ်တဲ့ကိုစောမင်းပေါ့ဒါတွေကကျုပ်ရဲ့ဟိုနေလို့ကပ်ပြရတယ်လို့ဘယ်မဟုတ်ဘူးလို့အဲ့ဒါမဟုတ်ဘူးလို့ဒီလိုပြောရတာပေါ့နော်အဲ့ဒါမှမဟုတ်တာဆိုခင်ဗျားတို့တွေကိုအဲ့ပဲအစင်းတိုင်လို့ဖြစ်ပါမတော့လို့ကျုပ်ကတော့အဲ့လိုပဲပြောလိုက်တာပဲပေါ့ဗျာလားဆိုလိုတာကတော့ကျုပ်အသိဆိုလိုတာကတော့ကျုပ်အသိပေါက်တဲ့အကြောင်းလေးကိုပြောတာနော်ကျုပ်တို့ကဟိုတည်းမှမဟုတ်တဲ့ဥစ္စာကြီးပဲပြည်သူဘက်မဟုတ်တာပဲကျုပ်တို့ကတမနာဗျတမနာကပြည်သူမဟုတ်ဘူးတမနာဆိုတာဟာပြည်သူအပြင်ဘက်ကိုထွက်ပြီးအထီးကျန်နေတဲ့သူကိုတမနာလို့ခေါ်တာအဲ့ဒါလည်းသိကြဘူးတော့မဟုတ်ပါဘူးကြားဘူးတဲ့ရှိရုပ်ကလေးဒါလေးပြောလိုက်တယ်လို့မှတ်ပါနော်ဘုန်းကြီးဆိုတဲ့သူတွေကတကယ်ကြတော့ဘယ်ကနေပြီးတော့မဲရွေးမယ်ဆိုလည်းသူကမဲပေးရတာမလို့အောင်အဲ့လိုသူဖမ်းမယ်စီးမယ်အုပ်ချုပ်မယ်ဆိုလည်းဖမ်းလို့စီးလို့အုပ်ချုပ်လို့မရဘူးဒါပေမဲ့တိတိတမတော့ကလုတ်ခဲ့တာလွယ်တဲ့2300နဲ့300 400လောက်ကလုတ်ခဲ့တာတိသာတရာတော်ထဲမှာအာနာသွင်းလိုက်တာအဲ့ဒီအာနာသွင်းတာဒီကနေ့အထိတောင်မှရှိတယ်ရှင်မင်းလေးလက်ထက်တော့ကိုယ်ပိုင်ယူနေကြတယ်ရှင်မင်းလေးကနေပြီးတော့အဲ့လိုပဲဖြစ်တယ်ဗျာနော်အဲ့တော့ဒါတွေကလည်းပဲအလုတ်ရှုပ်သွားတယ်လို့အောက်မေ့နေပါမယ်အဲ့ဒီစကားတွေတော့အဲ့ထားကြပါစို့ပထမပြောတဲ့အရာနှစ်ခုပြောချင်တဲ့အရာနှစ်ခုရှေးဘဝနောက်ဘဝတွေကိုပြတ်သွားအောင်ဖြတ်ခဲ့တာကစာနဲ့ကြအဲ့လိုဘုရားရဲ့ဒုက္ခရဲ့ဒုက္ခនិရောဓဒုက္ခသမုဒယရဲ့ဒုက္ခនិရောဓရဲ့မေဃရဲ့ဆိုအရိယသစ္စာကိုပြတ်သွားအောင်လုပ်တာကသီရိတပသောကဟောသူကသီရိတပသောကသစ္စာ၄ပါးပြောတယ်စိတ်ရဲ့တဲ့စေတသိက်ရဲ့တဲ့ရုပ်ရဲ့တဲ့နိဗ္ဗာန်ရဲ့တဲ့ဟော၄ချက်ပြောတယ်စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်ရဲ့ဟိုဒါရဲ့ကျုပ်တို့ရဲ့ခန္ဓာသတ္တရာတော်လုံးမှာအဲ့ဒါသစ္စာတရား၄ပါးတယ်ဗျာအဲ့ဒါဘယ်တော့ကနေပြီးတော့ဘယ်လောက်ထိပြောလိုက်တယ်လဲလို့ဆိုလို့ရတဲ့1500ကရှင်ဗုဒ္ဓဂေါသဆိုတဲ့ဘုန်းကြီးကနေပြီးရေးခဲ့တယ်။ဘာရေးဆိုဒုဝေသစ္စာတိအခါတိဒုဝေနှစ်ခုဖြစ်တဲ့သစ္စာတိသစ္စာတရားတွေကိုအခါတိဖျားဟောခဲ့တယ်ပေါ့။တဘုတော်ဝရဒဟောတော့ဖျားနေပြီးတော့အဲ့ဒါကိုဟောခဲ့တာတဲ့။သစ္စာနှစ်ပါးဟောခဲ့တာတဲ့။ဖျားအဖြစ်ပထမဆုံးဘာပြောလို့ဆိုတော့သူအစဆုံးဟောတဲ့တရားတွေမှာကွာဒွေမေဘေကွေအန္တာပပ္ပစီတေနာနာသေဝိတဘာတဲ့ကိုသမုဒိသစ္စာလည်းသူမပြောဘူးပရမတ္ထသစ္စာလည်းသူမပြဘူးဒီသမုဒိသစ္စာနဲ့ပရမတ္ထသစ္စာလုံးဝကိုလူတွေစီကိုသူစကားတစ်ခုတောင်မဟဘူးအဲ့ဒါတော့မဟနေရနေပြီးတော့အဲ့ဒါသစ္စာနှစ်ပါးပဲဟောခဲ့တာဆိုအဲ့ဒါသမုဒိပရမတ္ထသစ္စာနဲ့သမုဒိသစ္စာနဲ့ပရမတ္ထသစ္စာပဲဖျားဟောတာလို့ကိုတိတိကျကျဂါထာကြီးတဲ့ကိုလှုပ်ပြောခဲ့တယ်အဲနောက်ဆုံးပိဋကဘာပြောလဲတတ္တိယနုပလပ္ပတိတဲ့တတ္တယကြောင့်သစ္စာဆိုတာမရှိဘူးလေကဲကျွတ်တို့သာသနာတော်ထဲမှာလွန်ခဲ့တဲ့နှစ်1500ကတည်းကအဲ့လိုမျိုးလို့တွင်းခဲ့တယ်လို့ဒီလိုဆိုလိုတာပေါ့ဗျာအဲ့တော့ကျွတ်တို့ဗုဒ္ဓဘာသာဟာဗုဒ္ဓဘာသာမဟုတ်ပါဘူးလို့ဒီလိုပြောရပါဗျာဗုဒ္ဓဘာသာမဟုတ်ဘူးလို့ဆိုတော့ဘုန်းကြီးတွေဆိုဘယ်ခံနိုင်ပါလဲဘာလို့ဆိုတော့သူတို့ကလည်းပဲဝီနီးတွေနဲ့နေကြတာကိုကတုံးကြီးနဲ့နေရတယ်
ပကုတ်တစ်ဖက်ဖော်ပြီးတော့ပဲဝေးရတယ်အစရှိသဖြင့်အဲ့လိုမျိုးလို့လောက်တာလို့ဆိုတဲ့ခါကြတော့တကယ်ပဲသူတို့တွေကတော့ဖြင့်ဘုရားရဲ့တရားကိုအပြည့်ကျင့်နေတာအဲ့လိုမျိုးလို့ပြောရမှာပေါ့နော်အဲ့လိုသူတို့ဝီနီးနဲ့နေတာဆိုတဲ့ခါကြတော့ဒါပဲဝီနီးကတရားမှမဟုတ်တာပဲဝိနည်းရဲ့ဓမ္မရဲ့လို့နှစ်ခုဟောခဲ့တာလေဟာဝိနည်းကဝါ20ရဘုရားဝါ20ရတဲ့ချိန်ကြမှာဝိနည်းဆိုတာပြည့်ညတ်ခဲ့တာဓမ္မဆိုတာကတော့အစဆုံးကလေးကကိုကအစဆုံးဟောတော့ကလေးကဓမ္မဟောခဲ့တာအဲ့လိုဖြစ်ပါတယ်ဗျအဲ့တော့ဆိုလိုတာကတော့ဒီဝိနည်းရဲ့ဓမ္မရဲ့လို့ဆိုတဲ့ဟာတော့မှသူတို့ဒီမှာဓမ္မမရှိဘူးဝိနည်းပဲရှိတယ်ဓမ္မမရှိတော့ဘာရှိလဲဆိုရင်တော့အဘိဓမ္မရှိနေတယ်နာမည်ကဓမ္မလို့မဟုတ်ဘူးဗျအဘိဓမ္မတယ်အဘိဆိုတာဘာလို့ဆိုအဘိအတိတွေကောဓမ္မောအဘိဓမ္မောလို့ဆိုအတိတွေကဓမ္မထက်လွန်တဲ့ဟာကိုအဘိဓမ္မလို့ပြောတာဓမ္မထက်တော့လွန်သွားပြီလို့ဆိုရင်တော့အဲ့ဒါတော့ဖြစ်ခက်တော့တာပေါ့လို့ဒီလိုပြောရမှာပေါ့နော်ဓမ္မထက်လွန်သွားပြီဆိုရင်ကဓမ္မမဟုတ်တော့ဘူးဓမ္မကိုမရောက်သေးဘူးလို့ဆိုရင်လည်းဓမ္မမဟုတ်ဘူးဓမ္မထက်လွန်သွားပြီဆိုရင်လည်းဓမ္မမဟုတ်တော့ဘူးလို့ဆိုရင်တော့အဘိဓမ္မာဘယ်လိုလုံးဝဓမ္မမဟုတ်ဘူးလို့ဆိုဒီလိုပြောရမှာပေါ့နော်အဲ့တော့အဲ့လိုအဘိဓမ္မာဓမ္မမဟုတ်ဘူးလို့သာပြောရမယ်အဘိဓမ္မာကိုလည်းဘယ်သူမှမသိကြဘူးဘယ်သူမှမသိဘူးဆိုတာတို့ဟိုကမန္တလေးတောင်ပန်းလေးကမဟာခန္ဓာယုံဆရာတော်ဆိုပြီးရှိတယ်မဟာခန္ဓာယုံဆရာဆိုတာတတိယသတ္ထသင်္ဃာယနာတင်တဲ့ရန်ကုန်မှာသင်္ဃာယနာတင်တဲ့အချိန်မှာသူပဋ္ဌာန်းကျမ်းကိုတာဝန်ယူပြီးတော့ရွတ်ဆိုရတဲ့သူပဲသူစေပဋ္ဌာန်းကျမ်းကိုတာဝန်ယူသူပဋ္ဌာန်းရေးထားတဲ့စာအုပ်ကိုဖတ်ကြည့်ဘယ်လိုဘက်ကိုအဓိပ္ပာယ်မရှိဘူးဗျာသူကိုယ်တိုင်ကိုယ်ကတခါတော့မသိသွားဘူးလို့တော့ဒီလိုပြောရမှာပေါ့နော်အေးပေမပြောချင်တဲ့ဟာတွေကိုလည်းမရောက်ဖက်နေမှာဆိုရင်လည်းအတွက်ဒီကားတွေတော့သိပြောလို့မဖြစ်ဘူးနော်ကဲထားကြစို့မသိဘူးဗျာတော့အဲ့ဒါကိုကျွတ်တော့နေပြီးဒီကလားဒီတရားတစ်ပါးကိုဖះနောက်ကိုလိုက်ရင်းကနေပြီးတော့ရှေးဘဝနောက်ဘဝငါမယူဘူးလို့ဆိုရင်ကနေပြီးတော့ရှေးဘဝနောက်ဘဝမယူရင်ဆိုတော့ကိုယ့်ဘာသာကိုတွေးရတော့တာပေါ့ဟိုကတွေးဟိုလိုလေးအဖြစ်ရောက်လိုက်ဒီလိုလေးအဖြစ်ရောက်လိုက်တယ်နောက်ဆုံးပဲရောက်တဲ့ခါကျနောက်ဘဝကိုမသွားဘူးဆိုရင်တရားနေပြီးတော့ကုသိုလ်ဆိုတာလည်းမရှိတော့ဘူးဟာနောက်ဘဝကိုမသွားရတော့ဘူးဆိုဒီဘဝကနေအကုသိုလ်ဆိုတာလည်းမရှိတော့ဘူးဟာဒီဘဝအကုသိုလ်ရှိလို့လဲနောက်ဘဝမှာဆိုးတဲ့ဟာမဖြစ်ဘူးနောက်ဘဝမှာမရှိတာဆိုတော့လေနောက်ဘဝမှာမရှိတာဆိုတော့လေဒီဘဝကုသိုလ်ဆိုတာလည်းမရှိဘူးဒီကုသိုလ်ရဲ့အကျိုးဆိုတာလည်းပဲနောက်ဘဝကြပါဖြစ်ပါဆိုအဲ့နောက်ဘဝမှာမရှိဘူးဆိုရင်တော့လေကုသိုလ်ဆိုတာလည်းမရှိဘူးဖြစ်ပါပေါ့လို့ဟာကုသိုလ်တွေအကုသိုလ်တွေမရှိဘူးလို့ရှိတယ်တော့လုံးလို့မဖြစ်ဘူးဟာလို့အကုသိုလ်ကိုကနေပြီးတော့မဆောင်စည်းဘူးလို့ဆိုလို့ရှိရင်လူဆိုးလူယုံမှာဖြစ်သွားပါလို့ကုသိုလ်ကိုမဆောင်ဘူးလို့ဆိုရင်လည်းလူကောင်းလူမြတ်ဆိုတာဖြစ်နိုင်ဘူးလို့အဲ့လိုဆိုတဲ့အခါကျတော့ကဲဒါလို့ဆိုရင်ကုသိုလ်ရဲ့အကျိုးကဘယ်မှာဖြစ်လို့လဲအကုသိုလ်ရဲ့အပြစ်ကဘယ်မှာဖြစ်လို့လဲဟောအဲ့ဒါစကားလေးကိုပြောချင်တာဗျာဒါလေးကြတော့နည်းနည်းလေးကြိုးစားပြီးတော့ဓာတ်ထောင်ပေးကြပါလို့ဒီလိုပြောရမှာပေါ့နော်အဲ့ဒါဘာရောက်ဘယ်စီရောက်လာတယ်လဲဘာပြောလို့တာလဲလို့ဆိုလို့ရှင်ကတော့အဲ့ဒါကတန်ត្រာကိုပြောချင်တာကျွတ်တို့ဗုဒ္ဓဘာသာတွေကလည်းတန်ត្រာကိုမသိဘူးဗျာနော်တန်ត្រာမသိဘူးလို့ဆိုတာကျွတ်တို့ဗမာပြည်ဗုဒ္ဓဘာသာကလေးတွေမသိတာမဟုတ်ဘူးဂျပန်တွေလည်းမသိဘူးတရုတ်တွေလည်းမသိဘူးတကဘာလုံးဗုဒ္ဓဘာသာတွေဘယ်တယောက်မှတန်ត្រာကိုမသိဘူးဗျာနော်ခုသိနေကြကြတဲ့ဗုဒ္ဓဘာသာရဲ့တန်ត្រာအတိရတော့ဟိန္ဒူတွေသိတဲ့တန်ត្រာအတိသိတာဟိန္ဒူကဘယ်လိုတန်ត្រာအတိသိလဲဆိုနောက်ဘဝနေပြီးတော့တေလို့ဒီဘဝရောက်လာတာဒီဘဝတေလို့မကောင်းတာကိုလုပ်လို့ရှင်တော့ဖြစ်အပေကိုရောက်တာကောင်းတာကိုလုပ်လို့ရှင်တော့ဒီတဲ့မြင့်မြတ်တဲ့နတ်တို့ပြမာတို့စီရောက်တာနဲ့ဟောတယ်လို့မျိုးလို့ယူတယ်ဗျာအဲ့ဒါပြောလို့ဆိုရင်တော့သူတို့ကအဲ့လိုလဲနေလူလဲနေတာတန်ត្រာလို့ပြောတာလူလဲနေတယ်ဆိုတာဟိုဘဝနေပြီးတော့ဒီဘဝလာလိုက်ဒီဘဝနေနောက်ဘဝသွားလိုက်နောက်ဘဝနေတော့နောက်ဘဝသွားလိုက်နေအဲ့လိုကိုမပြတ်တမ်းလဲနေတာအဲ့ဒါကိုတန်ត្រာလို့ဟိန္ဒူကပြောတာဗျအဲ့ဒီတန်ត្រာကခင်ဗျားတို့တွေအားလုံးလည်းပဲတန်ត្រာကိုအဲ့လိုတော့သိမှာပါပဲတို့နောက်ဘဝလာတာပါတို့နောက်ဘဝကိုသွားမှာပါနဲ့အဲ့တန်ត្រာအတိသိပြီလို့ဆိုရင်အဲ့ဒီဟိန္ဒူတန်ត្រာအတိသိပြီလို့ဆိုလို့ရှိရင်ဒီသူကတော့ဖြစ်ဘယ်လိုမှကိုဒါလူချင်းလူတဲ့ဖို့မလွယ်ဘူးဗျလူချင်းလူတဲ့ဖို့မလွယ်ဆိုဘယ်နဲ့တန်ត្រာအတိသိတာနဲ့လူချင်းလူတဲ့ဖို့မလွယ်ဘူးဆိုတာဘယ်လိုလုပ်ပြောလို့တာလဲဖျားလို့ပြောချင်စရာတော့ရှိတာပေါ့တကယ်တော့အဲ့တန်ត្រာအတိသိတယ်ဆိုလို့ရှိရင်ငါတယောက်ထဲလာ
သေသေးချာချာတွေးကြည့်ကြငါနောက်ဘဝနေလာတယ်ဆိုတာဘယ်သူနဲ့မှလာတာမဟုတ်ဘူးကို့အမေဝမ်းထဲကိုဝင်လာတယ်တနေရာသေးလာခဲ့ဝင်လာခဲ့တာနတ်ကနေသေးသလားတရိษာနေသေးသလားငရဲကနေသေးသလားလူကပဲသေးပြီးတော့လားဘာဖြစ်နေအမေပိုက်ထဲလာအဲ့ဒါဘယ်သူမှဖုံပါဘူးကိုတယောက်ထဲလာကဲဒီကနေပြီးခါသေးပြအောင်တော့မယ်ဒီကနေအသက်80လောက်90လောက်နေသေးပြီးလို့ဆိုလို့ရှိရင်လည်းသွားပြအောင်တော့မှာသွားတာလည်းကိုတယောက်ထဲသွားမှာအမေခေါ်သွားလို့လည်းမရဘူးကိုညီမတွေပေါင်းနေခေါ်သွားလို့လည်းမရဘူးကိုတယောက်ထဲသွားမှာအဲ့လိုဆိုတော့အဲ့ဒီဟိန္ဒုတန်တေရာအနေထားရာကိုတယောက်ထဲပဲဘယ်သူမှမဆိုင်ဘူးကိုမေကဒီဘဝမှာမွေးပေးတယ်ဆိုရင်တော့ကိုနဲ့အမေနဲ့တော့သားအမိပေါ့ဟောဒီလိုလေးတော့ဖြစ်တာပေါ့သားအမေကဒီဘဝလေးပဲသားအမိဖြစ်ရမယ်အရင်ဘဝလည်းသားအမိမဟုတ်ဘူးနောက်ဘဝလည်းသားအမိမဟုတ်ဘူးအမေကကိုရင်တည်သွားတယ်ဆိုအမေနောက်လည်းကိုလိုက်လို့မရဘူးကိုတည်သွားတယ်ဆိုလို့ရှိရင်ကိုနောက်လည်းကြံခဲ့တဲ့အမေရှိလို့တည်လဲလိုက်လို့မရဘူးဆိုလိုတာကတော့ခင်ဗျားတို့တွေအကုန်လုံးလူသားတွေတတ္တဝါဒိုင်းတတ္တဝါတဲ့တကောင်နဲ့ပဲဖြစ်တာတယောက်တည်းပဲအဲ့ဒီတယောက်တည်းဟာကိုဘယ်လိုခေါ်လဲလို့ဆိုလို့ရှိရင်ပုထုဇဉ်လို့ခေါ်တာတယောက်တည်းဆိုတဲ့အရာကိုဘယ်လိုခေါ်ရလဲပုထုဇဉ်လို့ခေါ်တာပုထုဇဉ်ဆိုတာဘာတုံးလို့မေးရဲ့ပုထုဇဉ်ဆိုတာပုထုဆိုတဲ့စကားလုံးလေးတစ်ခုဇဉ်ဆိုတဲ့ဟာဇနပုထုဇနပေါ့ပုထုဇနကိုပုထုဇဉ်လို့ပြောတာဇနဆိုတာလူပုထုဆိုတာကတော့တိကျပုထုဇနဆိုတာပေါင်းလိုက်တဲ့ခါကျတိကျလူလားဟာတိကျလူဆိုတာတော့ဟုတ်တယ်သူတယောက်တည်းလားဆိုတော့သူကဘယ်သူနဲ့တက်ရမှာတော့ကိုမိမယူထားရဲ့ကိုမိမနဲ့ကလည်းတဲ့ကြမှာတက်ပါကိုယောက်ျားယူထားလဲကိုယောက်ျားနဲ့လည်းတဲ့ကြမှာတက်ပါကိုသားသမီးမွေးဖွားပေးထားလဲမလေးကိုသားသမီးနဲ့လည်းတဲ့ကြမှာတက်ပါကိုမိဘနေမွေးပေးလိုက်တယ်ဆိုလဲမလေးကိုမိဘနဲ့လည်းတဲ့ကြမှာတက်ပါကိုရဲ့လုပ်ငန်းကိုင်ကန်းနေအတူတူပေါင်းရောက်ပြီးလုပ်တယ်ဆိုလဲအမျိုးမျိုးတခါတည်းတက်အောင်ကတော့ကြိုးစားပြီးတော့နေကြရတာဗျာနော်တကယ်ကတော့အချင်းချင်းတည်းတယောက်ချင်းတည်းဖြစ်နေတာဖြစ်တော့တက်လို့ကိုမရဘူးအဲ့ဒါတက်လို့ကိုမရတဲ့လူရဲ့အမျိုးအစားဘာလဲဆိုတော့ပုထုဇဉ်ဆိုတာကိုပုထုဇဉ်ဖြစ်တယ်လို့ဆိုတာလူချင်းလူမတည့်တဲ့လူတွေပဲအဲ့ဒါကိုပုထုဇဉ်အဖြစ်ကနေလွတ်အောင်ကဘာလုပ်ရတယ်လို့ဆိုတော့အရိယာဖြောင်းလုပ်ရအရိယာဖြောင်းလုပ်တယ်ဆိုတာပုထုဇဉ်ပြတ်အောင်လုပ်ရပုထုဇဉ်ပြတ်ပြေးသွားပြီဆိုရင်အရိယာဖြစ်တာပဲအရိယာတော့ရှင်းရောက်တော့ရှိတယ်သောတာပတ္တိမေဖို့ကိုသောတာပတ္တိဖို့ဖို့ကိုတဂရဂါမိအနာဂါမိမေဖို့ကိုဖို့ဖို့ကိုအရဟတမေဖို့ကိုဖို့ဖို့ရှင်းရောက်တယ်အဲ့ဒီအရိယာရှင်းရောက်ဖြစ်သွားပြီလို့ဆိုရင်တော့ပုထုဇဉ်မဟုတ်တော့ဘူးအရိယာရှင်းရောက်တဲ့ပထမဆုံးတယောက်ဖြစ်တဲ့သောတာပတ္တိမေဆိုတဲ့အရိယာရှင်းရောက်တဲ့အစဆုံးတယောက်ပေါ့အဲ့ဒီအစဆုံးတယောက်ဖြစ်သွားပြီလို့ဆိုရင်ကိုပဲသူကတော့ဖြင့်တကယ်ကိုပုထုဇဉ်အဖြစ်ကလွတ်သွားပြီပုထုဇဉ်အဖြစ်ကလွတ်သွားပြီဆိုရင်တော့သူနဲ့မတက်လို့မရတော့ဘူးလူတွေကမတက်လို့မဖြစ်တော့ဘူးအဲ့တော့အရိယာဖြစ်ကြတယ်လို့ဆိုချက်လူတွေကသိမြတ်ကြတော့တာပေါ့လူတွေသိမြတ်ကြပြီလို့ဆိုရင်တော့လူဘဝမှာနေရထဲရတာဟာဒါငြိမ်းချမ်းကြတယ်လို့ဒီလိုပြောရမှာပေါ့နော်အဲ့လိုငြိမ်းချမ်းအောင်အတွက်မြတ်စွာဘုရားအရိယာတရားကိုဟောတာဗျာနော်အဲ့ဒီပုထုဇဉ်ဖြစ်တယ်ဆိုတာဘာလို့ဖြစ်တာလို့ဆိုတော့ဟောဒီတန်တရားလဲနေလို့ဟိန္ဒူလူတန်တရားလဲနေလို့ဖြစ်တာလဲနေတယ်လို့ဆိုကိုခံယူပြီးတော့လဲကိုလည်းလဲအောင်ပဲလုပ်နေတယ်အဲ့လိုလုပ်နေတာအဲ့ဒီသူကပုထုဇဉ်အဲ့တော့အဲ့ဒီတန်တရားလဲတဲ့ဟာကိုဒီအရိယာ၈ယောက်ထဲဟာသောတာပတ္တိမေဖို့ကိုဖို့ဖို့ကိုတဂရဂါမိမေဖို့ကိုဖို့ဖို့ကိုအဲ့ဒါတွေကဘာလုပ်တော့ထင်တော့အရိယာမက်တွေကိုပွားနေကြတာအရိယာမက်တွေကိုပွားလိုက်တဲ့အခါကျတော့အရိယာမက်ဆိုတာဘာလုပ်တာလဲဆိုလို့ရှိရင်ဟောဒီတန်တရားကိုတစ်ခါဖြတ်ပြတာတန်တရားမှာ၃ခုရှိတယ်ကံရဲ့ကံကြောင့်ဖြစ်တဲ့အရာကိုဝိဘက်ရဲ့ဝိဘက်ကနေပြီးဖြစ်စေတဲ့အရာကြကိလေသာရဲ့ကိလေသာဖြစ်စေတဲ့အရာကြတော့ကံပြန်ဖြစ်တာရဲ့ကိလေသာထားတဲ့အခါကျကံဖြစ်ကြရောအကံဖြစ်ပြီးသွားပြီလို့ဆိုလို့ရှိရင်အဲ့ဒီကံဖြစ်တဲ့သူ့အပေါ်မှာဝိဘက်ဖြစ်ကြံနေတာပဲအဲ့ဝိဘက်ဖြစ်ကြံခဲ့တယ်ဆိုတာကံဖြစ်ပြီးပျောက်သွားတာမဟုတ်ဘူးတခါတည်းကံဖြစ်တဲ့သူ့စီမှာဝိဘက်ဆွဲသွားတော့တာအဲ့ဒီဝိဘက်ဆွဲသွားတဲ့လူဟာအာယုတစ်ခုတည်းတွေ့ပြီလို့ဆိုလို့ရှိရင်အဲ့ဒီဝိဘက်စိတ်ကထတော့တာဆိုတော့ဟောကိလေသာဖြစ်လာ
အဲ့ဒီကိလေသာတွေလို့ဖြစ်လာပြီဆိုဒီကောင်ကတော့လုတ်ကိုလုတ်ချင်တယ်ကွာဥပဒေအသားရင်ငါးရင်ကလေးနဲ့ဘုံကောင်းပဲကောင်းလေးကောင်းကောင်းလေးစားဖို့တဲ့လူတယောက်ကဟာစားရတာကောင်းလိုက်တာတဲ့ဖြစ်ပြီးသွားရင်ဘာဖြစ်လဲဆိုနောက်ဆိုလို့ရှိရင်သူအဲ့ဒီကဆွဲသွားတယ်ဒီဘုံကောင်းပဲကောင်းလေးနဲ့ဟင်းကောင်းကြွေးကောင်းလေးကိုစားချင်တယ်ဆိုတော့အဲ့ဆွဲသွားတယ်ဆိုတာအဲ့ဆွဲသွားတာဘာဆွဲသွားလို့ဆိုဘယ်ဆွဲသွားလို့ဆိုတီးရှားပါဆွဲသွားလားမဟုတ်ဘူးဘိုက်မှာဆွဲသွားလားလည်းမဟုတ်ဘူးဘယ်မှာဆွဲတယ်လို့ဘယ်သူမှမသိဘူးလို့တော့ပြောရမှာပေါ့အုံနောက်မှာဆွဲတာတကယ်ကတော့ကျုပ်တို့လှုပ်တာဟာဖြစ်သွားတာကဘယ်မှာဖြစ်တယ်လဲဆိုတော့အုံနောက်မှာဖြစ်တာ7 နာရီထိုးလို့လာပြောပြီဆရာလေးကတော့အေး7 နာရီထိုးတော့ပဲဗျာထိုးတော့မှဖြစ်တဲ့အတွက်ဘိုးစကားလည်းသိချေလို့ပြတော့ဟောဒီကံရဲ့ဝိဘက်ရဲ့ကိလေသာရဲ့ဆိုတာဝိဘက်ဆိုတာဟာလူတိုင်းစီမှာရှိတယ်ဗျာဘသူစီမှာမှဝိဘက်မရှိရလို့မရှိဘူးအဲ့ဒီဝိဘက်ကိုဘသူလောက်တာလို့ပြောလို့ရှိရင်အုံနောက်ကနေလက်ခံထားတာအုံနောက်ဆိုတာကိုလည်းကျွတ်တို့ကနေသိရတာမဟုတ်ဘူးဗျကျွတ်တို့ဖျားလဲတဲ့ကဆိုကျွတ်တို့ဖျားတော့သိပဲပေါ့ရှိပါဘူးဗျတကယ်တော့အဲ့ဒီအုံနောက်ဆိုတဲ့အရာကိုခုခေတ်တော့နည်းနည်းသိလာကြပြီခုခေတ်သိလာတယ်လားပြောရမယ်ကျွတ်တို့ကျူးလွန်လိုက်တဲ့ကံတွေရဲ့အပြောတွေအပြုတွေအနေတွေအဲ့ဒီအရာခတ်သိမ်း3ခုအပြောအပြုအနေအဲ့ဒီ3ခုကိုတစ်စုံတစ်ခုကျူးလွန်ပြီးရင်ကျူးလွန်တဲ့အရာဟာကျွတ်တို့အုံနောက်ထဲဝင်သွားတာပဲအစော်ဝဲဝင်တယ်လို့လည်းခေါ်တာပေါ့ဗျာနော်အုံနောက်ထဲမှာစော်ဝဲဝင်တာအဲ့ဒီအုံနောက်ထဲစော်ဝဲဝင်သွားပြီဆိုမှတော့နောက်ထပ်အာယုတစ်ခုကိုတွေ့ပြီလို့ဆိုရင်လေအဲ့ဒီအာယုကလည်းပဲအုံနောက်ထဲရောက်တာပဲအဲ့ဒီအာယုနဲ့အဲ့ဒီစော်ဝဲနဲ့သွားတွေ့ပြီဆိုရင်ငါဒါတော့ပြဒီစားစရာတော့ပြစားရှင်တယ်ကွာတရားတိတ်ကိုကောင်းတဲ့အစားဟုတ်ကွာဒါကြီးကတော့သိုးတယ်ကွာဟောကျင်ကြီးကျင်နေဆိုရုံးကိုကျွန်းတယ်ကွာတဲ့ဆိုတချို့ဆိုမြင်ပြီးတကလားအဘတ်အနောင်အញ្ញနဲ့ပဲအဘတ်တွေတော့ထုတ်ပြလိုက်ကြတယ်ပေါ့နော်အဲဆိုလိုတာကတော့ဒါပါဖြစ်တာလဲလို့မေးရင်အုံနောက်ထဲဝေထားတဲ့ဆော်ဝဲကနေပြီးတော့အာယုနဲ့တွေ့တဲ့အခါကျတော့သူ့မှာဖြစ်တာအဲ့ဒါကိုကိလေသာထားတယ်လို့အဲ့ဒီကိလေသာထားပြီလို့ဆိုရင်တော့ तू ကနေပြီးတော့တစ်ခါထပ်ပြီးတော့ကံနေပဲလုပ်တယ်ဆိုတော့ကံရဲ့ဝိဘက်ရဲ့ကိလေသာရဲ့ဟောလဲနေတာတန္တရာလဲတာပေါ့အဲ့ဒီတန္တရာလဲတာဟာဟိတ်သူကတော့ရှေးဘဝနောက်ဘဝတွေလဲတာအခုကျတို့ဗုဒ္ဓကြတော့ဘုဒ္ဓဟောလူတယောက်တည်းပေါ်မှာလဲနေတာငယ်ငယ်တော့ကိုယ်မေဖေကနေရိုက်တယ်ငေါက်တယ်ရိုက်တာငေါက်တာကိုမခံနိုင်တဲ့အခါကျကလေးကငိုးပြလိုက်တယ်ဒါမတုံ့ပြန်နိုင်လို့ငိုတာငိုးပြလိုက်လို့ပြတော့ဖြစ်ပြီးသွားပြီလို့ပေါ့မင်းနဲ့အဲ့ဒါကသူအုံနောက်ထဲမှာဝင်သွားပြီဒီအုံနောက်ထဲဝင်သွားတဲ့အခါကျတော့နောက်ကြီးလာတဲ့အခါကျအဲ့ကလေးဆိုလေးဖြစ်ပါပဲဒါမိဘလုတ်တဲ့သူကနေပြီးတော့တိတ်ကြီးဒီတွင်တင်တတ်တာပုံပဲနဲ့တွင်တင်တဲ့အခါကျတော့တွင်တင်တာတွင်တင်ချက်မဟုတ်တော့အခါကျတော့ဘာလို့ဖြစ်သွားတယ်လို့သူပြောရမှာပေါ့နော်အဲ့လိုမျိုးလိုပဲတခါကြီးတဲ့အခါကျတော့ကိုစားချင်တာစားကြတယ်ကိုဝတ်ချင်တာဝတ်ကြတယ်ကိုနေချင်တဲ့အဆောက်အဦမျိုးတွေမှာနေကြတယ်ကိုပြောချင်တာပြောကြတယ်အဆရှိရအဲ့လိုအမျိုးမျိုးတွေလုပ်ကြတယ်အဲ့ဒါလဲဘာကြောင့်ငါလုပ်တယ်ဘာကြောင့်ငါပြောတယ်ဘာကြောင့်ငါနေတယ်လို့ဆိုတာပြောတကယ်အကြောင်းရှိလေးနဲ့လောက်ကြရတာဆိုတော့ကံမမြောက်ဘူးအဲ့လိုနဲ့အကြောင်းရှိနေမဟုတ်နဲ့ကိုကနေလိုလာပြီးတတ်မဲ့ပြီးကြလားအဲ့လိုကိုလုပ်ပါတယ်လို့ဆိုတော့ဒါကံမြောက်ပြီအဲ့လိုကံမြောက်ပြီလို့ဆိုရင်ကတော့အဲ့ဒီကတခါတည်းနောက်ဝိဘက်ဖြစ်ကိလေသာဖြစ်လူတွေဖြစ်ကြတာလူတိုင်းဟာကံနဲ့ကိုမကင်းရနေပြီးတော့အဲ့ဒါရသော်ဘုရားနေပြီးတော့မိဇိမပฏิပဒါလို့ဆိုမဂ္ဂင်၈ချက်ကိုသူဟောခဲ့တော့မဂ္ဂင်၈ချက်တဲ့ဘယ်မဂ္ဂင်အောင်ဘယ်ဟောက်တတ်တယ်ဆိုတာခက်လည်းမခက်ဘူးဘယ်သူမှပြောသူမရှိလို့မလို့ဘယ်သူမှမရတာလို့သူပြောကြဆိုတခါပြောသူရှိပြအောင်တော့လည်းပဲနားမထောင်ကြပါဘူးဒီလိုဟာမျိုးများနားမထောင်ကြပါဘူးတဲ့ဒါကြီးကဗုဒ္ဓဘာသာလည်းမဟုတ်ပါဘူးနဲ့ဆိုတာမျိုးလိုနဲ့ဖဲပြစ်ကြတာဗျာအဲ့လိုမျိုးလိုဖြစ်တဲ့အတွက်ဒါတရားတော့မရနေကြတာလို့ဒီလိုပြောရမယ်ဗျာအဲ့တော့ပြောမယ်ဆိုရင်ဒါခုနောက်ဆုံးပြီးရောက်သွားတာလေးကတော့ဒီတန်တရားလဲတာရဲ့အဲ့တန်တရားလဲတာကိုဖြတ်တယ်ဆိုရင်အရိယဘက်၈ခုကလည်းပဲအရိယဘက်၈ခုကလည်းအစုက၃စုရှိတာတိလက်ခန္ဓာအစုတမာရိခန္ဓာအစုပညာခန္ဓာအစုဒီအစု၃စုပဲရှိတာတိလက်ခန္ဓာအစုဟာကံတွေကိုတတ်ပြတယ်တမာရိခန္ဓာအစုဟာကိလေသာတွေကိုတတ်ပြတယ်ပညာခန္ဓာအစုကတော့ဟောဝိဘတ်တွေကိုတခါလဲဖြောက်ပြတော့တာဗျာဖြတ်ပြတော့တာ
အုံနောက်ထဲမှာရှိနေဝင်နေတဲ့ software ကိုဘာနဲ့ဖြတ်ပါတော့လို့မေးရဘာကရိယာနဲ့မှတော့ဖြတ်ရမှာမဟုတ်ဘူးကျုပ်တို့ဖုန်းထဲမှာတချစ်တစ်ပုတ်သွင်းထားရင်အဲ့ဒီတချစ်တစ်ပုတ်ဝင်နေတယ်ဒါ software ဝင်ကြဒါတော့ဖြစ်သူခလုတ်ကိုနှိပ်လိုက်လို့ရှိရင်အဲ့ software လည်းပြတ်သွားပဲကျုပ်တို့အုံနောက်ထဲဝင်နေတဲ့အဲ့ဒီခုနတော့က software တွေဘာတွေဝိဘတ် software တွေဝင်နေပြီလို့ဆိုရင်တော့ဘာနဲ့ဖြတ်တော့မလဲလို့ဆိုရင်တော့အရိယာမဲ့နဲ့ဖြတ်မယ်အရိယာမဲ့မှာတိလက်ခန္ဓာမဲ့နဲ့သမာဓိခန္ဓာမဲ့ပြဉ္ခန္ဓာမဲ့တိလက်ခန္ဓာမဲ့ကဝါစာကမ္မတအာဇီဝ3ခုသမာဓိခန္ဓာမဲ့ကဝါယာမတတိသမာဓိဆို3ခုပြဉ္ခန္ဓာမဲ့ကတော့ဒိဋ္ဌိနဲ့သင်္ကပ္ပလို့ဆို2ခုဟောအဲ့ဒီ10ခုနဲ့ဒါသူကနေဖြတ်လိုက်ပြီဆိုရင်တော့လုံးဝဒါပြတ်တာပေါ့လို့ပြောကြတယ်ပြတ်တာလည်းတစ်ခါတည်းဖြတ်လို့မရဘူးသောတာပန်ဆိုတာတော့အစဆုံးကြားတဲ့ဟာနေပြီးတော့ဆက်ပြီးတော့လောက်ရတာတော့တဘာဒိခန္ဓာနောက်ခန္ဓာတွေလည်းနောက်ခရတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးလို့ဖြစ်တဲ့အခါကျတော့သူကသက္ကရာခံရဲ့အနာခံရဲ့ယဟန္တာဆိုအရဟတ်ပေါ့နော်အရဟတ်ရဲ့အဲ့ဒီ4ချိန်လောက်နဲ့ထက်ခါဒီတန်တရာကိုဖြတ်မှဒီတန်တရာကြီးလည်းပဲပြတ်သွားတယ်လို့သူပြောရမှာပေါ့နော်အဲ့တော့ခုကြုံပြောချင်တာကိုဒီကုန်းချုပ်ပြီးချုပ်တော့မယ်9မိနစ်လောက်လွန်သွားပြီဗျ7နာရီကနေတော့အဲ့တော့ဘာပြောချင်တယ်လဲလို့ဆိုလို့ရှိရင်တော့ဖြင့်နံပါတ်1အနေနဲ့စာနဲ့ကြားကနေပြီးတော့ဖြတ်ပေးတယ်ဖရားရဲ့ရှင်းဘဝနောက်ဘဝမယူရဘူးလို့ပြောတဲ့ဟာကိုရှင်းဘဝနောက်ဘဝယူကိုယူတယ်ကွာလို့ဆိုတဲ့ဟာမျိုးခံနေပြီးတော့ဖြတ်ကြပါရှင်းဘဝနောက်ဘဝကိုမယူရနေပြီးတော့ပါမယူအောင်သူဖြတ်ခဲ့တာသူဖြတ်လို့မို့လို့ကျွတ်တော့ရှင်းဘဝနောက်ဘဝတွေကိုယူကြတော့တာအဲ့တော့သူဖြတ်တဲ့ဟာကိုကျွတ်တော့ပြန်ဖြတ်ပါပြန်ဖြတ်ရှင်းဘဝနောက်ဘဝတော့ငါတို့ဖရားပြောခဲ့တာဖြစ်တဲ့အတွက်ငါတို့ကတော့ရှင်းဘဝနောက်ဘဝကိုယူကိုမယူတော့ဘူးကွာလို့ဆိုတဲ့ဟာမျိုးဖြစ်အောင်ဖြတ်ကြပါပေါ့ဒါတစ်ချက်နောက်တစ်ချက်ကတော့ဟေတုပစ္စယောအာရပဏပစ္စယောအဓိဝတိပစ္စယောတဲ့ပဋ္ဌာန်းကြားပေါ့ဗျာအဘိဓမ္မာကြားပေါ့ဒီအဘိဓမ္မာတွေရုပ်တွေတို့နာနေတို့ဆိုတဲ့ဟာတွေကိုအဲ့ဒါကတော့တိရိတ္တဝသောကကနေပြီးတော့သူကိုးကွယ်တဲ့ဘုန်းကြီးကနေပြီးတော့ဂိုင်းလုပ်ပြီးတကလားအဲ့ဒါအောင်မြင်သွားလို့မလို့တတတရာတော်လို့အဲ့ဒါဖြစ်သွားတာဆိုတဲ့ခါကျအဲ့ဒါလည်းဖြတ်ကြပါဘာမှဒီအကြောင်းတွေနဲ့အကျိုးတွေနဲ့အဖြစ်အပျက်တွေပဲရှိတယ်အကုန်လုံးကတော့ဖြစ်ပျက်နေတာပဲဘာမှကိုမရှိဘူးဖြစ်ပြီးဘာမှမရှိတော့ပြက်ပြီးလည်းဘာမှမရှိတော့ဘူးလို့ဆိုတဲ့ဟာပြောတော့အဲ့ဒါပြောတော့မလုပ်ကြပါနဲ့လို့ဒီလိုပြောကြပါဆိုတော့ဖြစ်ပျက်ကိုမချွတ်ကြပါနဲ့လို့ဒီလိုပြောရမှာပေါ့နော်တကယ်ဘုရားပြောခဲ့တဲ့ဖြစ်ပျက်ကတော့တကယ်အနေထားလေးရဲ့မဟုတ်မမှန်တဲ့အဖြစ်အပျက်ကလေးကိုပဲဖြစ်ပျက်ရှုတာပါဗျာနော်အကုန်လုံးကိုဒီ24ပစ္စည်းနဲ့ခဘေဥဒုက္ခခါဖြစ်ပျက်လုပ်ပြလိုက်တာမဟုတ်ပါဘူးပစ္စည်းဥပါနဲ့ပစ္စည်းနဲ့ဖြစ်ပျက်လုပ်ပြလိုက်တာမဟုတ်ပါဘူးလို့ဒီလိုပြောရမှာဗျာနော်အဲ့တော့အဘိဓမ္မာလည်းဖြတ်ကြပါရှင်းဘဝနောက်ဘဝလည်းဖြတ်ကြပါအဲ့တော့ဘာကိုလုံးဝပါလဲလို့ဆိုတော့တန်တရာဆိုတာသိအောင်လုပ်ကြပါဒီကံရဲ့ဝိဘတ်ရဲ့ကိလေသာတွေကာကိုယ်လည်းလုံးတာဝိဘတ်ကလည်းကိုယ်စီမှာဖြစ်တာကိလေသာလည်းကိုယ်စိတ်မှာထားတာကိုယ်စိတ်ထားလို့ကိုယ်ကံလို့ကိုယ်ကံလို့လို့ကိုယ်ဝိဘတ်ဖြစ်ကိုယ်ဝိဘတ်ဖြစ်လို့ကိုယ်စိတ်ကလည်းပြန်ထားအဲ့လိုနဲ့လူလောကကြီးမငြိမ်းချမ်းနေတာကြီးဒါကျုပ်တို့ရဲ့ဗုဒ္ဓဘာသာကလေးတွေမကဘူးဗမာတစ်ခုလုံးလည်းပဲမငြိမ်းချမ်းဘူးဗမာလေးတွေလားလို့မေးဟိုထိုင်းနေကမ္ဘောဒီးယားတွေလည်းမငြိမ်းချမ်းဘူးထိုင်းနေကမ္ဘောဒီးယားတွေမှမငြိမ်းချမ်းတာလားလို့မေးအစ္စရေးတွေပါလက်စတိုင်းတွေလည်းမငြိမ်းချမ်းဘူးဘယ်မှမငြိမ်းချမ်းပါဘူးလူတွေရှိရင်ဘယ်မှမငြိမ်းချမ်းဘူးလူတွေကအဲ့လိုမျိုးလို့မဖြစ်ရလေအောင်လူလောကကြီးငြိမ်းချမ်းလေအောင်ငါတော့ဖြင့်တန်တရာတွေကိုသိအောင်လုပ်ကြပါတန်တရာသိပြီဆိုတာကံတွေကိုသိရမှာဗျအကုလကံဆိုတာဘယ်လိုဟာကာမကုလကံဆိုတာဘယ်လိုဟာယူဝကုလကံဆိုတာဘယ်လိုဟာအစိုက်ကြည့်ပဲအဲ့ဒီကံတွေသိဝိဘတ်တွေလည်းသိရပဲအကုလဝိဘတ်ကဘယ်လိုဖြစ်တာကာမကုလဝိဘတ်ကဘယ်လိုဖြစ်တာယူဝကုလဝိဘတ်ကဘယ်လိုဖြစ်တာယူဝကုလအာယုဘကုလဝိဘတ်ကဘယ်လိုဖြစ်တာနောက်တစ်ခါအဲ့ဒီဝိဘတ်တွေကနေပြီးတော့ကိလေသာတွေဖြစ်စေတော့ဘယ်လိုစိတ်ထစေတာပါလားဘယ်လိုစိတ်ဖြစ်စေတာပါလားလို့အကုသိုလ်ရဲ့စိတ်ဖြစ်စေတာကာမကုသိုလ်ရဲ့စိတ်ဖြစ်စေတာယူဘကုသိုလ်အာယုဘကုသိုလ်တို့ရဲ့စိတ်ဖြစ်စေတဲ့ဟာတွေကိုအဲ့ဒါတွေကိုကြည့်ပြီးကြလား
မပတိစိတ်ရှိရလူအမလေးပတိလေးနဲ့ကိုစိတ်ပြီးတော့နေနေတော့တာတရားထိုင်စားရှိရလူတွေတရားပဲထိုင်နေတော့တာဗျာနော်အဲ့လိုမျိုးဖြစ်မဟုတ်ဘူးလို့ဆိုတဲ့ဟာမျိုးလူဟာလူပီပီသားသားနေကြပါလူပီပီသားသားပေါင်းတင်ပြီးတော့နေထိုင်ကြပါဘယ်လိုမှလူပီပီသားသားဖြစ်သွားအောင်ဆိုလို့ရှိရင်တော့ကိုငါတယောက်တည်းပဲလို့ဆိုတဲ့ပုထုဇဉ်ကတော့ဖြစ်ကိုဖြစ်စေတယ်ပုထုဇဉ်ဖြစ်ရင်လူအုပ်စုထဲမှာတော့ဖြင့်ဘယ်လိုမှမငြိမ်းချနိုင်ဘူးပုထုဇဉ်မဖြစ်အောင်ဆိုရင်တော့အရိယာလောက်ကြပါလို့ဆိုတော့ခုနကတော့အရိယာမဂ္ဂင်၈ချက်ဖြစ်တယ်မေဇိမပฏิပဒါကိုပွားကြပါပေါ့ခုနကတော့မဂ္ဂင်၈ချက်ရဲ့အရိယာမဂ္ဂင်၈ချက်ရဲ့ခုနကတော့ဒီတန္တရာပေါ့နော်အဲ့ဒီတန္တရာကတော့လောကီတွေကိုတန္တရာလို့ခေါ်တာလောကီစိတ်ကိုတန္တရာတာမန်ဆိုရင်တော့လောကုတ္တရာစိတ်ဆိုတာဒါကတော့ဘယ်ပဲပေါ့ဒါအရိယာပဲပေါ့နော်အဲ့ဒီအနေထားနှစ်ခုကိုရောက်အောင်ငါတော့ဖြင့်ခုနကတော့အဘိဓမ္မာတွေဖြစ်တဲ့အရာတွေလည်းပဲလက်လျှောက်ကြပါတခါရှေးဘဝနောက်ဘဝတွေကလာရတယ်သွားရမယ်လို့ဆိုတဲ့ဟာတွေကြတော့လည်းပဲလက်လျှောက်ကြပါဒါတွေကဗုဒ္ဓဘာသာကိုမဟုတ်တဲ့လုံးဝနှစ်တည်းလည်းသိကြသွားပြီဖြစ်တဲ့အတွက်ဘယ်လိုဘက်ကိုမလိုက်နိုင်တဲ့အတွက်ယူကြတာပါလို့သူတို့ပြောရပါဗျာနော်အဲ့လိုဖြစ်တဲ့အတွက်ကျုပ်ဒီလိုပြောတယ်ကျုပ်ဒီလိုပြောတဲ့ဟာဘယ်သူမှကျုပ်ကိုမဖယ်ရှားနိုင်ခဲ့ဘူးတန်ခါမာနာကအဖွဲ့ဆိုတဲ့ဟာကြီးကိုကျုပ်ကတရားစွဲတယ်ဗျာတန်ခါမာနာကအဖွဲ့စပေါ်တာ1980ခုနှစ်ကစပေါ်တာ80ခုနှစ်ကစပေါ်တော့ကျုပ်ကတရားဟောလို့မရတဲ့ဟာတွေဆိုတော့တရားတော့မဟောတော့ဘူးကွာဒီဘုန်းကြီးတွေပဲငါတရားစွဲတော့ပဲဆိုပြီးတော့တရားစွဲတာတိတ်ကလေးနေရလှုပ်ဘူးတိတ်ကလေးနေမလှုပ်တဲ့အခါကျတော့ဟောသူတို့ကဟာဒီဘုန်းကြီးတရားစွဲထားတာတော့တို့ကတရားရုပ်ဖွဲ့မပေးရင်တော့တို့မကြိုက်ဘူးဟာဆိုပြီးတော့အဲ့လိုစင်တော့ဘယ်နဲ့လှုပ်မတော့ရဲပေါ့ဗျာကိုအဒိစ္စဆိုသူဘသူတဲ့ဟိုအမောင်ကိုအမောင်ကိုအမောင်ကနေပြီးတော့လှုပ်ရတော့တာပေါ့ကိုအမောင်ပါလို့ကျုပ်ကိုဝီနီးနဲ့တရားစွဲတယ်လေဗျာဝီနီးနဲ့တရားစွဲတဲ့ကကျုပ်ကိုတခါထေရဝါဒကနေပြီးတော့ပြောတရားပြောတော့ဝီနီးနဲ့တရားမစွဲနဲ့တော့တရားစွဲတတိတော်တာအပြစ်မြင်ကိုတော်တို့နဲ့တတိတော်နဲ့အတူနေဦးတတိတော်ကဂိုင်းတစ်ခုထောင်တော့မှာလို့အဲ့လိုပြောပြီးတော့ကိုနေလိုက်တာအဲ့လိုလေးမနေခင်ကလေးထေရဝါဒဘုန်းကြီးဘွားပါရှိသေးတော့မှတိဝိဒကကိုလည်းတရားစွဲတယ်ဟိုဘက်ကတခါလဲခန္တီဆရာတော်ကြီးဆိုတာလည်းတရားစွဲတယ်ယဟန္တာပုဂ္ဂိုလ်ဗျာနော်နောက်တခါဟိုတွေကိုလည်းတရားစွဲတယ်ဗျာတေရောဆရာတော်ဆိုတဲ့တရားစွဲဝက်လက်မစွဲဦးဒိသာဘုန်းကြီး၄ပါးတရားစွဲတယ်စာရေးဆရာဘုန်းကြီးက2ပါးယဟန္တာဘုန်းကြီးက1ပါးသာရဗေဒဘုန်းကြီးက1ပါးတခါကဘာအေးပါရှိနေတဲ့ခုနကတော့ကိုအမောင်ကိုလည်းတရားစွဲတယ်တခြားဒီညွှန်ကြားမှု4ယောက်3ယောက်ကိုလည်းတရားစွဲတယ်10ယောက်တရားစွဲတယ်ဘုဒီကွာရမောအကုန်လုံးဖြစ်တဲ့ထေရဝါဒကြီးတစ်ခုလုံးကိုလည်းတရားစွဲတယ်ဆိုကိုကတရားစွဲတခုမှတခါလေတရားရုပ်ထောင်မပေးဘူးတရားရုပ်ထောင်ပေးဘုံဝရည်နိုင်ပါအဲ့လိုဖြစ်တဲ့အတွက်ဘုံတခါလေဒါဘယ်လိုမှတရားရုပ်ထောင်မပေးဘူးတော့ဟိုတွေကဒီလူသေးလူဖြစ်ကိုပြောကြတဲ့ပုဂ္ဂိုလ်တွေကိုလည်းတရားစွဲတယ်အဲ့ဒါလည်းအဲ့ဒီတရားဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုဘုံဝပြန်တရားစွဲတယ်နောက်တစ်ခါကြောက်သေးဘောတွေကိုလည်းတရားစွဲတယ်ကြောက်သေးဘောတရားစွဲတဲ့ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းဘုံဝတရားစွဲတယ်အဲ့အကုန်လုံးဘယ်သူမှဘုသူ့ကိုတရားစွဲဘုံလည်းအဲ့တော့ထေရဝါဒဘုန်းကြီးပဲရှိတယ်ဘသူ့ကိုတရားစွဲဘုံဝတရားစွဲလို့ရှိရင်တရားရုပ်ထောက်ပေးရပါတရားရုပ်ထောက်ပေးရပါသူတရားရုပ်ထောက်မပေးဘူးတရားရုပ်ထောက်မပေးတာကဘုံဝပဲနိုင်ပါကျောင်းသူမတရားစွဲတဲ့ခါကျတော့ဆိုတော့အင်းကြီးခန္ဓာအညာနိဗ္ဗာန်တိအာမန္တာဆိုတဲ့အရာကြီးလို့ဟုတ်လည်းမဟုတ်ဘူးနဲ့အာမန္တာအဲ့ဒါပါဠိစာအုပ်ထဲမှာကအာမန္တာလို့မရှိဘူးအင်းကြီးခန္ဓာအညာနိဗ္ဗာန်တိနာဟေဝဝတ္တပေလို့အဲ့ဒါလိုပြောတဲ့ဟာအဲ့ဒါကိုဒီတွေကခရမ်းလို့ပဲသူကတုံးခွာဟုတ်တယ်ခရမ်းဆရာတော်ကြီးကသူကအချုပ်ကိုဆုံးဖြတ်တဲ့အခါမှာအဲ့ဒီဆရာတော်ကြီးကနေပြီးတော့အဲ့ဒီဥအမောင်ကို
တန်ခါမာနိုင်ကတွေရှိမှတခါလဲဆူလိုက်တာလေမင်းကွာမင်းလှုပ်တာတော့ငါတို့ခိုင်ဆက်ဆရာလည်းကောင်းပါတေပါရောဟာပါညာနဲ့ဆိုပြောတယ်လို့ပြောတယ်ဗျာနော်သူတို့အဲ့လိုဖြစ်တာဗျဘုံတရားဆွဲတာဘယ်သူမှကိုမချေဖြတ်နိုင်ဘူးဘုံကနေပြီးတော့ဘယ်လဲဆိုတော့ရေးပြထားတဲ့ဟာတွေလည်းပဲဝိသုဒ္ဓိဘယ်ဘယ်လဲမိလိနာပြရာဝတ္ထုဘယ်လဲဒေဝနာဓိပတိဘယ်လဲအဲ့ဘယ်လဲရေးတဲ့ကြက်တွေလည်းဖတ်တဲ့ဘုံကျဘယ်ဘုံကြီးอ่ะဗျဘုံဟာကိုတခါလည်းမချေပနိုင်ဘူးဒါကြတော့မဟုတ်နေဘူးလို့ဆိုတော့ဘယ်သူမှမပြောနိုင်ဘူးဆိုလိုတာကတော့ဘုံကလူသွန်းကောင်းမဟုတ်ဘူးလူတော်လည်းမဟုတ်ဘူးလူတတ်လည်းမဟုတ်ဘူးတကယ်ကိုအခုနေတဲ့နေရာလေးအနေထားကြည့်ပါလားတော်ထဲမှာနေနေတာပဲဘယ်လူသွန်းကောင်းလည်းဟုတ်ပါတော့လူတတ်လည်းဟုတ်ပါလေလူတော်လည်းဟုတ်ပါလေပေါ့နော်အေးနေပြီမလို့ဘုံတော့တာမန်လူပဲတာမန်လူကတမနာပဲအဲ့ဒီတမနာကနေပြီးတော့ဗာဘုံတို့လုပ်တဲ့ဟာကိုဆိုတဲ့ခါကျတော့ဘယ်လိုလုပ်ပြီးတော့ဘုန်းတို့ဖះလည်းတကယ်လူသုံးကောင်းကြီးမဟုတ်ပါဘူးဗျဘုန်းတို့ဖះလည်းစွန့်ခံစားနေရတာပဲလို့ဆိုတော့လက်ပြန်ကစားစရာတော့စားစရာမရှိဘူးလက်ပြန်ရအောင်ပါပဲစားကြည့်ကြပါပဲသွားပြီးတော့စွန့်ခံတာပဲရှိတော့တာလေအေးဆိုလိုတာတော့ဖြစ်ဘုန်းစကားတွေသိချေသွားပါပြီအဲ့ဒီစကားတွေသိချေပြီးတော့မသွားရလေအောင်ကတော့ဖြစ်အစောပိုင်းတော့ဟာဒီကိုနည်းနည်းပြန်သွားမယ်ဆိုရင်ရှင်းဘဝနောက်ဘဝကိုဖယ်ရှားပေးကြပါတစ်ချက်နောက်တစ်ခါအဘိဓမ္မာတွေကိုပဋ္ဌာန်းတို့ပါလို့ဆိုတဲ့ဟာတွေကိုဖယ်ရှားပေးကြပါနှစ်ချက်ဟုတ်တော့အဲ့လိုနှစ်ချက်ကိုဒါဖယ်ရှားနိုင်အောင်အတွက်တန္တရာဆိုတဲ့အတိရဲ့ရှေးခါတန္တရာအတိကြီးကိုဖယ်ရှားပေးကြပါဖះဟောခဲ့တဲ့တန္တရာအတိဖြစ်တဲ့ကံရဲ့ဝိဘတ်ရဲ့ကိလေသာရဲ့ကိုဘာဖြစ်တာအဲ့ဒီတန္တရာကကံကဝိဘတ်ကကိလေသာလူမဟုတ်ဘူးအဲ့ဒါလေဖျားတဲ့အခါနားတဲ့အခါမှာလူပါဖြစ်မယ်လို့လေလူမဟုတ်ဘူးဖျားတာအေးပါလို့လားအပူရှက်လို့လားအဲ့ဒီဖျားတာနာတာဆိုတဲ့ဟာလေးဟိုအဲ့ဖျားတာနာတာကိုကုပေးတဲ့သူစီကိုတခါတည်းကုလိုက်လို့ရှိရင်ပျောက်သွားလူပြမဲ့ထွက်သွားအဲ့လိုပဲဒီတန္တရာအတိကြီးဟာတန္တရာလူတွေလောက်ကြတဲ့ဟာတွေကမတိလို့လောက်တာဆိုတဲ့ခါကျသူအဲ့ဒီဟာကိုတိပြီဆိုရင်အရိယဘက်နဲ့ဖယ်လိုက်ပြီဆိုရင်တန္တရာထွက်သွားပြီဆိုရင်ဒီတူကတော့ပြင်တကယ်ကိုအဖြူစင်အဖြောက်မှဆုံးလူဖြစ်သွားလိမ့်မယ်လို့သူတို့ဆိုလိုတာဗျာနော်အဲ့ဒါလေးတော့ဖြင့်နားလည်ပေးကြပါနားလည်အောင်နားထောင်ပေးကြပါလို့ဒါကိုပြောရင်းနဲ့ပဲကြုံပြောဆိုစကားညီကုန်းချုပ်ပဲဗျာနော်ချိန်ဒီတော်ကြီးလွန်သွားပြီဒါလေးလည်းအကုန်လုံးတော့နားတဲ့ကိုဝင်တာတော့ဖြစ်ချင်မှဖြစ်မယ်ထပ်ပြီးတော့နားထောင်မယ်လို့စိတ်ကူးပြီးတကလားဒီပြောဆိုတဲ့အဆုံးစီကိုတော့ဖြစ်ငါတို့တွေမတော်တဆဖြစ်နေပဲအခုလိုရောက်ရတယ်အဲ့လိုရောက်တာမှာတကယ်ကိုဒီဘုန်းကြီးကလည်းပဲငါတို့ဘောမှာတာရောက်စေအပြည့်ထားပြီးတကလားပိသားသာပြောနေတာကြီးကိုတို့နာကြားကြရတယ်ဆိုတော့ဝါသာနိုင်ကြမယ်လို့ထင်ပါတယ်ဗျအဲ့ဒီဝါသာနိုင်ကြရမယ်ဆိုရင်အဲ့ဒီဝါသာရာကိုခေါ်တဲ့ဝါသာမှုအကြောင်းပြောတဲ့အထိပ္ပယ်နဲ့တာတု၃ချိန်လောက်ခေါ်ပြီးတော့ပဲကဲဒီကုန်းချုပ်ကြတော့ဆိုဗျာကဲဗျာဘုံကြီးချိုးမှာ ကျိုးရမှာပေါ့ကွာ